nga hu tikhu gole cheve kholo ya pu veo ya ta kai tu pu phe veo shiu swa phya thakhin ye jesu tor ko chimma pare chuno Myanmar nainga khriyan myet myin ye atin kane sia ayo u saw pi ma chuno Shan Pi ye shit pwain ko khyi let let de achin ma chuno naw phang la hu atin tor ma le be la yaw pa wen pai de atwet athu be jesu ti shi ba jaung ne lat let ju so ba jaung ဖော်ပြလိုပါတယ်ကျွန်တော်နောက်ဖာလာဟုအသိတော်ရဲ့ဘုရားကျောင်းပိပဦးကျင်မှာကျွန်တော်အသိသားတယောက်မှမရှိဘူးခင်ဗျအဲကြောင့်အသိသားတွေကိုစောင့်နေရချင်းဖြစ်ပါတယ်ဒါမဲ့ဒီညလာရောက်တဲ့အသိသားကအင်မတန်မှနဲတဲ့အတွက်ကြောင့်လဲစိတ်အားငယ်မိပါတယ်ငါကြည်ကြရတိဖာခါလေမလာလောလေခေါ်ချက်ပါတိဖာမကိုဟာလောက်လေရှင်းညင်ထားရှိပိကပိတာဝေခလေးဘိုးရေလိုလာဝေခလေးခေါ်ချက်ပါတိမဟာကောလာတူပိုရှိလာဝေယော ဘယ်လိုဖြစ်ဖြစ်ပေါ့နော်ဆရာအယောနဲ့အဖွဲ့သားအားလုံးကိုလဲကြိုဆိုသလိုဆရာတို့ပြင်ဆင်ထားတဲ့အတိုင်းမှာပဲချီးမွမ်းကိုယ်ွယ်ခြင်းနဲ့ချီးဖြစ်ပါစေခေပေါ်တဲ့ခြင်းဖြစ်ပါစေအာရပါရဒီဆုံးဖြောပြပေးဖို့တင်ဆက်သွားဖို့နဲ့ကျွန်တော်ခရိယန်မြင့်အတင်းအတွက်လိုအပ်သောရပုံငွေအကြောင်းဖြစ်ပေါ့နော်အားလုံးကိုပုတ်ဖွင့်လင်းကျွန်တော်ကိုပြောပြလို့ရပါတယ်လို့ကျွန်တော်အားလုံး မျက်စိနဲ့ကြည့်နေပါတယ်နားနဲ့လည်းနားထောင်နေပါတယ်ပြီးတော့လက်နဲ့လည်းအားပေးဖို့အစဉ်တည်းပြင်ဆင်ထားပါတယ်ဟိုတခုကောင်းတာပေါ့နော်ဟိုခရိယန်မျက်မြင်အတင်းလာတယ်ဆိုတော့ကျွန်တော်တို့ခုံမဲ့ရှိတာလေသူတို့မမြင်တဲ့အတွက်ကြောင့်လည်းကျေးဇူးတော်ပဲဖြစ်ပါတယ်ဒါပေမဲ့လုံးဝစိတ်အားမငယ်ပါနဲ့နော်စိတ်အားမငယ်ပါနဲ့ကျွန်တော်အပေါ်ရမှာလူတွေမရှိဘူးဆိုပေမဲ့နောက်ဖက်မှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာ အများကြီးပြည်စင်ထားတာရှိပါတယ်ဆိုတဲ့အကြောင်းကိုပေါ်ပြလိုပါတယ်ဒါကြောင့်ဒီနေ့အစီအစဉ်ကိုဆရာယောဟန်ဦးဆောင်မှစိတ်ချိုက်ပေါ့နော်အာရပါရတင်ဆက်သွားဖို့အချိန်အားလုံးကိုဆရာအာယောအနံပါတယ်လို့နော်ခပ်ပတာအပူကြလဲတကယ်လေကငါရှင်းထားကိုပြရခါရှိပူတာဒီပါအကတာပီတီယိုပေါ်ကိုရှိလာဝေယောကြပါစနော် Hello အားလုံးမင်္ဂလာပါမင်္ဂလာပါကိုလောက်ခေါ်ခါကိုလည်းငါမရှိကွာငါကဟာယူလာပဲငါဆလာအဘူဂျာလေဝေကိုငါရကောမတော့ဖေဝအောက်ခဖငါခေါ်ခေကောက်မလေးချီဗီကဘာကယောဂါဂါလာလေတိကဲကကမကငါလိုက်ချင်နာလေအကျော်လိုက်ချင် ဖေဝပါတော့ငါတိကကမကဝပါတော့မူလာတာငါကဘောနာနိချက်ဘောငါဝတိကျော်ကမကတိလေရခါစခောငါချောအလောတိရှတာတိနာမတရားသာငါပိချုံမျိုးစပောချောငါဝိုန်ချက်မွချီတူတာချလေမပီချောဖောက်ခော ကိုလေကျိုးတာငါကကားပဲอยู่ခေလုံးငါအဖွဲချိုးပဲချိုးဒီပါတာဖုန်းဆက်လေနာဒန်တရားတာချိုဖို့ခေလာဖေပြီอยู่မတာကမိုက်ကိုနာနေရခါတိတူချိုးပဲချိဒီခေငါတိတူဝင်းငါကိုမူလာကကိုပြလေလာဖေပြီอยู่ကိုလေရောချီ ချိုးတိပါလေနေကော်မတီတိပါတာအစဝီခရတိလေဂျေဒါလေငါထအယာလာတဗီအညောရပိလာပြပါတော့အဖွဲချိုဥက္ကဋ္ဌအတွေ့မှုကော်မတီခပ်ပေကံလေဘေကိုကြည်ကြောင်လေအခုဝေခမခချမကအဟောမကြည်ကြောင်လေမခါလောင်းလာမဖဲလို့လေခေငါကဟာယူလာပဲကြည်ကြောင်ဒီခါလေကြည်ကြောင်တိမာလေ우샤베 보트 의자도 대요 하유베 코 초마가 마마가 뜻이마요 지리고 쪼양아가 르베 곰프고 까깔라라 초테 파자 마가 하로마리 나우 당지 파가가 나 당지요 mp으세나리 데 나나리 오가레 띠라면 딱그고 쇼마라라 고지 우가레 띠비 나 세나리 자자 당지요 양초 오모리 ปริตาองศิกาเกจิฮะเลยอยากข้าอยู่กัวเวกนั่นเลยปริตาองศิกางาศิกามาบิลีอุกเจงาติฮาวิติกาเลย
ข้อคู่เจข้าขอตุลีข้าขอก็ตู้จูลูโตอะไรก็ขับบิลาอยู่เลยวิเคราะห์เลยขับบิมาลาเลยที่แกเลยข้าสู้อยู่เลยเชียงหายที่ชิมาอยู่ชมมากชมมากลากอยู่เช็คงาก็ปูนี่มาสื่อตัวน่ะขัดเดจวบวิจึงเอาเสียวิจะปัตโตอย่าเพื่อหาอยู่ลาวิงาจุกะงาวิขัดท่ากะงาขันนี่โปลากะหาอยู่ลาวิงาน้องพาลาหูงาวิอวิวนี่จะกับเชตาวิบุกาติเชวิบุหุบุนาจะเจ้าญาติอะไรเลยขับไปถ้าอบุญาติแต่กูกาวิเลยจนเรามาคามากูเล็กขับไปดออภัยชูอุกธาตุหิมูกอมันตีไปดอจนเราเล็กขับไปเดอตินออัตยาเบลูเวสิมาชามาติพิเศษอตินอเล่มาขันลูกศิษย์จนวิลุงลาลุมีอาบาวแต่เจ้าอตินอเนี่ยพี่จนเราชิมิตาเนี่ยเล็กขับไปดาจนเราทิศวิขันซายาละมีอายีเววันตาเลยโยยาลาเล็กขับมาลุลิมชิวสปอยปอมาสวยเลยมูริโอกาแฟริโอซาเสียเต้าเสียอภิชามอนอาจารย์สปอยปอมาพิชานเลยชีสุดเลยสาลังเสียสาลังนั่นเสต้องมาพิโรเดตเมโนจนสปอยปอมาพิชานเทช่วยเลยทำให้เลยก้าวซาดีแต่แกจนรู้จนเล็กขนาดหูจินตั้งจิมหัววูจนรู้ที่ด้วยขันซายาละมาอเมียนุ่ยทุ่ยมุขันซายาบาร์เรดาร์ปริตากรเบลาวชีรามาชีเตยอาจารย์มาบ่าวคุกกาลาเชนีเนี่ยสุดทุเรศพี่เนี่ยนี่ป้าสุปริตาเตยเมียมาซาซาเตยมาลาเยจ้าวันโตอะไรจ้าเชนีเจ้าไม่รู้จนรู้น่าเลยบาร์เรแต่เจ้าชีเดียตันดาวจนรู้ใส่ยอกูป้าพยาตะเขียนมิตากิวนาดอกเนี่ยอากาศส่งจนรู้ลูลิมชีซาบูตาบูเอียบุนุ่ยทุยเป็นสิปีเดเนาะจนรู้เพื่อสิ่งตัวสิ่งนี้สุดเลยเราเล่ปูปีเดแต่พยามิตาเด็กจิมาบาร์เรสุราลูเราคงข้ามไม่มาจะตีโนเป็นเลยไปดูเจสุติสกาเปียวชาลูบาร์เรดีแต่เจมันก็ว่าวุ้งจนดีมาจนเรามาข้ามมาจันดูตาชิลิลาได้มาดีอาทิตย์นอมาเช่าหน้าตะขามาไม่ชิวเนาะจอยลาราคาได้มาไล่ขันไปเด้โอ้เสร็จกูเสร็จที่ภาษาโน่นจนที่มาสักเวนะไอ้ว่าจนลุงเงี้ยบอกว่าบอกเลยกูเสร็จที่ด้วยเลยที่มาเช่าเด้ดาวเช่าเช่าเด้จนกสระเป็นนักข่าวละเพียงขี้เงี้ยมิตรกิวนาโรเนี่ยจนกูนี่พิสูจน์เช่าไปดูขี้เสร็จข้าวเราดีอยากคุทิตาอ๋อน่าเลยพยายามมิตรดีได้ไหมจนเราพอมาเปลี่ยนเสียงไปมาพิจารณาแต่จะอารมณ์จีสุดเนี่ยลูกเปียชาลูกว่าเด้ก็จนเรามาข้ามมาพอแต่หลักยังบอกที่ช่วยเอามากว่าสู้เอาเนาะกว่าสู้แม่จะไม่ใช่นะกว่าแต่พวกสัตว์จะเชื่อมั่นเอาเนาะงาไม่โอเคว่าอยู่แม่งาลาหูงาอูพิชมอยู่นาป้าเวลาหูเลยเชฟีลาชูเชฟีพอลาหูอยู่งาโชกาเวอชีเรปอกงาปอกเคยเขามาโชกาเวเลยงาปอกเขาชาบัวชิมวิวจนน้องนาเมอูอาโยเพียบาเลยที่ยันเนี่ยลิขิตาที่ข้าพิมพ์ตาเนาะเบียจีรามิลูกเขาว่าเลยเบียจีรามิโยเคยลิชโชจีเลยโยสักขี้ขาดูกากาติอยู่เลยหลักกฎทำอาณาตุมาลูกข้าจวบไปแค่หลักกฎทำเราก็ไปอยู่เลยน้าเตยก็ยันเนี่ยคิดปฏิข้าพิมพ์ตามังจาซีลูกเขาว่ามังจาซีโยกลิชอยู่เลยลิชโชจีอยู่สเลย์น้าเตยไม่เสมตัวเรากูมองตาเจ็บอะไรกูมองตาอพอยาวิลาอพอยาวิลายาวิเนาะจนว่าคนตัวเล็ดทองลำธารจนเราเล่นมาตุ้ยเอาสิเลยกูมองตาโยให้ป่าชอยู่เลยให้ป่าชมันโยสักขี้ขาจีขาตัวกาตัวอย่าปื้อเลยสักขี้ขาแล้วบุคคลชิมูวิอาดิกาอยู่อยากฆ่าตัวที่ตัวชีคิปโปสชุดที่ผ่าตัวกาจีขาตัวกูเอาไว้อยู่นะเอาเจ้าอย่างเนี่ยเลย
မောတန်းဖြစ်ပါတယ်နောက်တစ်ယောက်ကမောင်တင်ဆိုရောမာချောရောချီတောင်ကြီးအောင်တပီယူလေရောမာချောရောကကျော်ပေါ့ချောကားရှောင်းပေါ့ကောက်ယူလေနောက်တစ်ယောက်ကဆာမပြာမင်းရောလီလျှော်ယူလေလီလျှော်တိုင်းတူနောက်တစ်ယောက်ကနော်ပြည့်ဖြူးကျွယ်ရောရချော်လေရချော်ယူငါခပ်ပေလာပြောတိချင်းငါကမယ်မဲမမောပါစကားမဲမောပါဟီဟာလေကာပါချက်ဘောပါငါကလူပြောချီကလာခပ်ပေဟီကပါပဲလေခပ်ပေပေါ်လို့တိချင်းငါကပါပဲလေယိုအခုကျွန်တော်တို့ခဏဆူတောင်းဆက်ကလာရအောင်နော်ဆူတောင်းဆက်ကကြပါစို့ဘိုးရှေဖမ်းနမကုချေဝင်ငါကပါဦးရှာပဲဘိုးကြာရပင်းငါနောင်ဖာလာဟုနေချင်းချကြောင်မခလို့ယာနီဂလာဝတိအထာဟာလေဟာကဟာဇူလေချလာတော်လာဝေဇက်ခရဲပီလာဝေငါဟောပူလူဝေချေခပ်ကူတာလာဝေဘိုးကြာတဲ့ဝေယောရပင်းအထောကငါရှာပီလာဝေငါဝေကျူကြီးဒီခေါ်ကာဝေရှက်ခိခါဝေတိချီလေခုကချောကငါတိကေကဖော်တာကဖူးတာလည်းကတေးပတ်တော့ဘူးကြာကားချီဝတီတရားထားအခုပအကောကြီးအလဲမခကဒါကေဝဟာပူကြလာလည်းငါတာဥဆောင်လာရှိချီမူဝေဘူခောခပေတိခေါ်လေငါကဘေအပြုံတိကလေးလို့ပူဥစာရှာတိကိုခလို့ပူချတူဟာကလည်းကြလာရှိရပန်းငါခတိခါတော့ဝေခကူဝေအချီခပေရှာလူချိုးဝေခေပါငါတာဂလာတူ谁家的土地为周末也修不了，没他就了，我把个下了小可乐吃啊，我把个小，阿妹，我要的钱的不，三月那趟看就要。小大米，我那边记住这种干啥米？我那边会那木呀干啦，我那边我不追米，哈利路亚。当你梦是比都这样要到达，哈利路亚主耶米。是规避的最高，无论年少月岁，梦在变成努力，是找个可爱又少月把你，梦到面回到木呀干啦，无论年可不追你，哈利路亚，当你梦是比都真能要到达，哈利路亚。主耶米，那吹给那吹嘎瑞多闹都来呀，那个巴掌的那个还有你，谁看老天气耍，是遭遇苗林啊，瑞多面。在脑袋是你，梦到面回到木呀干啦，忽然面个不追米，哈利路亚。当你梦是皮都在脑呀到达，哈利路亚主耶米。梦到面回到木呀干啦，忽然面。不追名，哈利路亚。当你梦是皮都真能要到达，哈利路亚主耶米。
ဘောကြာဆက်လက်၍ညီငယ်လေးမောင်တင်ဆိုကနေပြီးတော့မိတ်ဆက်တက်တိတ်ခံခြင်းနဲ့တူဘုရားခင်ကုန်တော်ကိုချီးမွမ်းပေးဖို့ရာမောင်တင်ဆိုအချိန်ပေးပါတယ်အားလုံးပဲသခင်ယေရှုနာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဘုရားရဲ့ယေရှုတော်ကြောင့်ဒီမှာရှိတဲ့ဆရာသမားများညီကိုမောင်နှမများအသင်းသူသင်သားများအားလုံးနဲ့တွေ့ဆုံတခါပြန်ပြီးတော့မှတွေ့ဆုံရတာရံပဲဝမ်းသာပါတယ်ကျွန်တော်နာမည်ကတော့ခုနဆရာမိတ်ဆက်သွားသလိုပဲမောင်တင်ဆိုးဖြစ်ပါတယ်ကျွန်တော်မခမမမှာတေဂီတာပိုင်းမှာပါဝင်ပြီးတော့စက္ကပ်နေတဲ့ဝန်ထမ်းတူဖြစ်ပါတယ်အခုကျွန်တော်အင်္ဂလိပ်သချင်းတစ်ပုဒ်ဖြစ်တဲ့ My Best Friend ဆိုတဲ့သချင်းလေးတစ်ပုဒ်နဲ့ရင်ဆုံးချီးမွမ်းကြပါတယ်ဘုရားရှင်ကကျွန်တော်ကျမတို့ရဲ့မိတ်ဆွေကျွန်တော်ကျမတို့ရဲ့ခိုးလုံရာဖြစ်တယ်ကျွန်တော်ကျမတို့ဘလို့ချီနေချိန်ခါမှာပဲရှိနေပါစေဘုရားကကျွန်တော်ကျမတို့ရဲ့အနားမှာအစဉ်အားပေးကူညီဆောင်ရှောက်ပေးနေတဲ့အရှင်ဖြစ်ကြောင်းကိုသချင်းလေးအားဖြင့်ကျွန်တော်နေငယ်ခွန်အားပေးလိုပါတယ် With your hands you touch me with the love like I've never known you give life a brand new meaning unto me that the reason to go on. You're my bread when I'm hungry. You're my shelter from trouble wind. You're my anchor in life's ocean, but most of all, you're my best friend. When I need hope and inspiration, you'll always strong. When I'm tired and weak, I could search this all over, and you still be everything that I need. You're my bread when I'm hungry. You're my shelter from trouble wind. You're my anchor in life's ocean, but most of all, you're my best friend. When I need hope and inspiration, you always strong. When I'm tired and weak, I could search this all over, and you still be everything that I need. You're my bread when I'm hungry.
my shelters from trouble away. You're my anchor in life's ocean, but most of all, you're my best friend. You're my bread when I'm hungry. You're my shelters from trouble away. You're my anchor in life's ocean, but most of all, you're my best friend. But most of all, you're my best friend. အမှုရမယ်ရောက်စီတိုင်းဖျားရှင်တာရဲ့ကောင်းကြီးပေးပါစေ Bố cha mẹ là ca ta về lì kho ngờ ca chùa về lì kho đi điอยู่ lo ya kha cha về ta kia về ở ha phu ngờ ni ma sia kho le ti po o ga ko pi la về ta o sơ khi ngờ ko ga si o ga ti yu ya ni mi gu o khu ngờ o pao cứ li o lo sa ta la chi na ni ku Davi Allah, Davi Chata, Kade Mas, Magakali, Madaviti Akavi, Chivile, Nahu, Jomo Yeshukri, Nahu, Nipotipo, Olapaniku, or he lied to pay to wait a Lipukonga, Kati Doling, a Pia Vipato, a Mumu, a Ye Bila Chevilo, Yaningavi, or Pao, or so ya peka ya pi, you shall be putoko, Nagi Joan, Shigamovi, Nanimakoga give pato, Doha, Dokitu, Malu, Nahu Opu Dajavi or Cho, Yeshu, Julo, Yan Yotan, Raval, Yota, Akuloku, Migoku, Chetaka, Haviovi, Tu, Raptuga Putu, Yaka, Yeshu Kring, Pulaga, Le, o konoti chui muno mami Yesu Kri ngata sipu sikela gawe o sepa pevita dajave o cho pevita likho kale o ga pita lawe yo siapa to ngati ale le ngago ke yanya sati yan ti chui mai lo o konoti chui makho ko lo ko tamanlu bawa ko na ne le o konoti chui ngago dolok ni khas ke juave pato Yesu ta chini le o so jo ngờ asate kai bu sale yue ningele bia ji la me ga ni bi do anenge me se te khan chin ne tu bia ra ke ko no chi ma pi bu bia ji la me ko a chin pi ba leအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာအားလုံးနဲ့အခုလိုဆုံတွေ့ခွင့်ရပြီးတော့မှမိတ္တဟာယဖွဲ့ခွင့်ဖျားခင်အကုန်တော်ကိုချီးမွမ်းတက်တဲ့ခံခွင့်ရတာဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျွန်တော်ရဲ့ဘဝတက်တာအကြောင်းကိုအနည်းငယ်မိတ်ဆက်တက်တဲ့ခံချင်ပါတယ်ကျွန်တော်နာမည်ကတော့ဗျာရီရမိလို့ခေါ်ပါတယ်လူမျိုးကတော့လီဆူလူမျိုးဖြစ်ပါတယ်မွေးရဲ့ဇာတိကတော့မိုးကုတ်မြို့ကျက်ပြင်ရက်ကဖြစ်ပါတယ်ကျွန်တော်ကမွေးရပါအမြင်အာယုံမတန်ဆွမ်းသူတယောက်ဖြစ်ပါတယ်မျက်စိမမြင်တဲ့သူတယောက်အနေနဲ့လူလောကကြီးကိုကျွန်တော်ရောက်ရှိလာခဲ့ပေမဲ့လည်းဖျားခင်ရဲ့ပြင်ဆင်ပေးမှုကြောင့်မခမအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်ရရှိပြီးတော့မှပညာသင်ခွင့်ကျွန်တော်ရခဲ့ပါတယ်2018ပညာသင်နှစ်မှာတော့ဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်10တန်းကိုနှစ်ချင်းပေါက်အောင်မြင်ခွင့်ရသည့်အပြင်ဂုဏ်ထူး3ဘာသာနဲ့ကျွန်တော်အောင်မြင်ရတဲ့ခွင့်ဖျားခင်ကျွန်တော်ပေးခဲ့ပါတယ်ဗောနော်ဒါကကျွန်တော်ဘဝအသက်တာအတွက်ဖ
ဖျားခင်ပြင်ဆင်ပေးခဲ့တဲ့အံ့ဩဖွယ်ရာကောင်းကြီးမင်္ဂလာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်10တန်းအောင်ဖို့ဆိုတာကျွန်တော်ဘဝမှာတကယ်တမ်းပြောရင်ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်မျက်စိမြင်တဲ့တာမန်သူတွေတော်မှ10တန်းကိုခက်ခဲနဲ့ကြော်ဖြတ်နေကြရတယ်။မျက်စိမမြင်တဲ့သူတွေလည်းခက်ခဲတွေအများကြီးချားမှာကျွန်တော်တို့ရဲ့ senior အကိုမတွေလည်းအများကြီးခက်ခဲတွေနဲ့သူတို့ကြော်ဖြတ်ကြတယ်တချို့တွေဆိုလဲဟိုကျွန်တော်ထက်ညံရီကောင်းတဲ့သူတွေကျွန်တော်ထက်မညံကောင်းတဲ့လူတွေလည်းတစ်ခါသူတို့မျောမှန်းထားသလိုမဖြစ်တာတွေလည်းကျွန်တော်တွေးနေရတဲ့ခါမှာအော်ငါတော့10တန်းအောင်ဖို့မလွယ်ဘူးလို့ကျွန်တော်စိတ်ထဲမှာမှတ်ထင်ပြီးတော့မှပြောမယ်ဆိုရင်ကိုနိုင်မတက်နိုင်ဘူးလို့ကျွန်တော်ခံစားရတဲ့ခါမှာကျွန်တော်ဖျားသခင်လက်ထဲပဲအနံပါတယ်ဒါကြောင့်မို့လို့ဖျားသခင်ဟာကျွန်တော်ကိုချီးမြှောက်ပြီးတော့မှအခုလိုအောင်မြင်မှုမျိုးကိုဖျားသခင်ပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာရှိတဲ့မိဘညီကိုမောင်နှမများကိုအားပေးချင်တာကကျွန်တော်ဘဝအသက်တာမှာကျွန်တော်မတက်နိုင်တဲ့အရာတွေကျွန်တော်လှုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ပြဿနာတွေအမျိုးမျိုးကျွန်တော်ဘဝအသက်တာမှာရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးအခက်အခဲတွေနဲ့ကြုံလာတဲ့ခါမှာကျွန်တော်အရာခတ်သိမ်းကိုတက်ဆွမ်းနိုင်တဲ့သခင်ယေရှုဖျားခင်ကိုအနံမယ်ဆိုရင်သူကဖြည့်ရှင်းပေးနိုင်တာဖြစ်တယ်ကျွန်တော်အနေနဲ့မလှုပ်ဆောင်နိုင်ဘူးမရနိုင်ဘူးလို့ထင်တဲ့အရာကိုလည်းသခင်ဖျားကကျွန်တော်ပေးဆွမ်းနိုင်တာဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့ကျွန်တော်တက်တာမှာဖျားခင်ကိုယုံကြည်ကိုးစားခြင်းဖြင့်ဖျားရဲ့ခြေတော်ရာအတိုင်းလှည့်လျှောက်အသက်ရှင်ခြင်းဖြင့်ဖျားရဲ့အလင်းကိုလင်းနိုင်တဲ့သူတွေဖျားရဲ့ဘုန်းကိုထင်ရှားစေနိုင်တဲ့သူတွေအတီးတီးဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ကျွန်တော်ဝိညာဉ်ရွှေလန်းဆိုတဲ့တခြင်းလေးကိုတီဆိုကုန်တော်ချီးမွမ်းချင်ပါတယ်တွေနောက်လမ်းယူဖို့ယေရှုဘဝအိမ်မက်တွေကြောင့်ခါကတချို့အိမ်မက်ကကောင်းတချို့အိမ်မက်ကဆိုဘယ်ရာကိုယေရှုမလဲရှုံးပေးလိုက်ကိုအတာကိုတော့တန်နာကိုသင်္ကန်းစားတဲ့လမ်းယူဖို့ယေရှုဘဝသင်္ကန်းစားကြောင့်ခါကတချို့သင်္ကန်းစာကောင်းတချို့သင်္ကန်းစာဆိုးဘယ်ရာကိုယေရှုမလဲရှုံးပေးလိုက်ကိုအတာကိုတော့တန်နေလိုတော့ခံရင်နဲ့ဝိညာဉ်ရွှေရောက်လဲနဲ့ရှောင်းလဲကြမယ်အစင်မြဲပဲဆုံးလေးစီသူခရစ်တော်ခြေတော်ရာကိုရွေးချယ်ဖပြဖို့တော့ထင်ရှားစေလင်းစို့သွားစို့ဘဝအိမ်မက်တွေနောက်လမ်းယူဖို့ယေရှုအိမ်မက်တွေချောင်းခါကတချို့အိမ်မက်ကကောင်းတချို့အိမ်မက်ကဆိုးဘယ်ရာကိုယေရှုမလဲရှုံးပေးလိုက်ကိုအတာကိုတော့တန်နေဘဝသင်္ကန်းစားတဲ့လမ်းယူဖို့ယေရှုဘဝသင်္ကန်းစားချောင်းခါကချို့သင်္ကန်းစာကောင်းချို့သင်္ကန်းစာဆိုးဘယ်ရာကိုယေရှုမလဲရှုံးပေးလိုက်ကိုအတာကိုတော့တန်နေလိုတော့ခံရင်နဲ့ဝိညာဉ်ရွှေရောက်လဲနဲ့ရှောင်းလဲကြမယ်စင်လဲပဲဆုံးလေးစီသူခရစ်တော်ခြေတော်ရာကိုရွေးချယ်ဖပြ
ခြေတော်ရာကိုရွေးချယ်ပါပြဘုံတော်ကျင်ရှာစေဖြတ်ခင်တာရွေးကောင်းချီးပေးပါစေ။အဘောကြမယ်။ ဗျာရှိရမေမေဝီလေးယုံမုန်းကုတ်ချေဗီမုန်းကုတ်ဖောဝချောယောရှုညာကိုမခဖို့ဒါအကြီးမဲမွာခေရခမမောမေမမောယောပေါ်ထကจะคือตัวลาไปเลยจะคืออะไรไปคือแม่มาหมอยาคาออยาขมีลีกาฮิมีปะโตโยที่ขอที่ตาที่ฉีตาขักที่ฉีตากะกงทูเสบาตากาไปเลยกูมาลาไปละกอท่าที่ฉีตามากงทูเสบาตากาไปไหมกูกาไปโองาแม่มาหมอเวกูอยากขัดทอกะมีมาข้อกูอาชมมาเปกูนั่นนี่เลยจูจ่าเวหิ้งอยู่เวสลาปาสลามาติมาเปวิลิโตข้อทานาอยู่เลยหิ้งวิทยาธายอติขอติตากงทุกอาตาขักกุชายอธาอบูปีลาธายอชักขี้ขาไปอยู่หรือเวกูกาเวงาชกาจัวเวเชื่อเวยาปายามิติปาวเขียวแม่หมอเวปะโตงานลีโก้ก็ชูที่จ้างกูลาตุมาเรียกคาวิเลียก็จะก้นยังหมอไปเลยวัวเผลนะชาปะโตคุยร้านนี่มาช่วยจ่อนะนี่เลยคือจิติโกสามีป่วยอปากันนี่ลาวิปะโตยาป่ายังมีที่ผาชิเมมาโมเวชดที่ผาโอเคสามีป่วยออกกูยาป่ายาเมที่ปากาเชื่อแกเลยจูจ่าแล้วสามีพวกข้าเลยอามาก้าวออกดูเลยจูจ่าดูออกกาดูกูมาทูมาลาวิโยหรือว่ากูเหงาเช็คเพลาวิโอตินดอเจ้าเลยตากาลาวิคาถาไม่กะมาจากคณะจนโนคุยขาจงดูว่าโนจนโนกูนี่เท่าปาทาเรแต่ตินโนเยกูนี่เท่าปาทาเรอติปุยเลยดีဖြစ်ပါတယ်လို့လည်းဒါလည်းပြောချလိုပါတယ်ကျွန်တော်တို့တခါပေးလိုက်တဲ့အလူရှင်အလူငွေပေးလိုက်တဲ့အတင်းတော်မမရဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးတို့ပေမဲ့ကျွန်တော်တို့အတွက်အများစွာအထောက်အကူကောင်းကြီးဖြစ်တယ်မဲမီကလေးတွေများစွာပညာသင်ပေးတဲ့အခါမှာသူတို့အတွက်အကျိုးရှိအောင်လုပ်ပေးနိုင်တယ်ပညာသင်ပေးတဲ့ဆရာမရဲ့လစာများကိုပေးဖို့ဒီအခုလူမဲ့အလူရှင်မိသားစုရဲ့ပံ့ပိုးမှုနဲ့ကျွန်တော်တို့ဆရာမကိုကျွန်တော်တို့ပြန်ပြီးတော့လက်စာပေးရတယ်ကလေးတွေရဲ့စာကုနေတစ်ဖက်တစ်လားလဲအထောက်အကူဖြစ်တယ်ဒါကြောင့်ခွိခါကြုံတိုင်းမှာအာပါတရကျွန်တော်ကိုညီနေအသိတော်ဖြစ်တော့ကြောင့်ထူးတာရကျွန်တော်ကပြန်လဲတော့တက်တိတ်ခါအသိပေးအကြောင်းကြားအသိပေးတဲ့သဘောပါပဲဒီမှာရှိတဲ့မိတ်ဆွေကတော့ကျွန်တော်မခါမအကြောင်းသိပြီးသားပါနော်ဒါကြောင့်မိတ်ဆွေအတင်းတော်ရဲ့ကိုညီမှုအတီးပွေဖြစ်တယ်ဆိုတာထပ်မံပြီးတော့ပြောကြားလိုပါတယ်။နောက်တယောက်အနေနဲ့ဖျားခေကုံတော်ချင်းမွားဖို့ရာသမီးငယ်လေးနော်ပြည့်ဖြူးကျွယ်ဖြစ်ခေါ်ပါတယ်။သမီးငယ်လေးနော်ပြည့်ဖြူးကျွယ်ရဲ့ချင်းမွားတာနားထောင်ပြီးတော့ခေါ်အားယူကြအောင်။အားလုံးပဲမင်္ဂလာပါမမျော်လင့်တဲ့ဒီနေ့ပါဆိုတဲ့ဓမ္မတေးလေးနဲ့ဖျားသခင်ဂုဏ်တော်ကိုချီးမွမ်းခြင်းပါတယ်
Johnny hang out on my Bible no. The local take up the neighborly. Young guy in the winter to train. When you're in it to nobody, we get you. See, they tend to say what they put it. They win in your boy. Take the sheet of mountains and survive. Now it's a dig in my it's a single basic. It's a ring on the year don't maybe. And then we get some shang again. But never you will be young. It's a single diva. The man no dress a chubby now. She don't want to survive. Now it's a dig in my it's a single basic. It's a ring on the year don't maybe. And then we get some show again. But never you will be out. It's a single diva. Never know there's a chubby love. The only Sana đó tụi em sang gấu, sáng kiện tao với con chị đi bà xí. Hello, Nashala. Nashaja chứ. Tụi mình đi chiến số à nó. Mà mình lên đó tụi nàyဝင်cái. Bây giờ lúc này, nó ngay chỗ cái xe đó, đó hạt tụi mà lù đi, khắp bấy, Giêsu Christ ha dù với cho tia lên phải to, phải bắt to. Khát thì ngài asa lega có tụ đó tụ mà chú ngài ở phố nó ở phố Giêsu Christ ta dù cho tia lên ở phố nó mà mê ngài ở phố ô ascente Giêsu Christ ngài ở phố cố tế ta phải bắt đó khi tụ mà lú ya kha Giêsu Christ ta mà ngài sẽ cho tế bảo phố tụ đó khi tụ chú với nani le mà chú mà khe mà to đó sa ni vì với cô ngài asa le cô ngài có tất cả cái thằng mà xíเลยGiêsu Christ ta dù với choเลยGiêsu Christ cái tụi ngài xí vậy giờ bắt đầu nhận nông ngài tia lỡ lệ nhận thay câu với thằng mà ngài xí với cho tế bảo bố ngài bố lo lệ ô sự thế gì người sao với bố sắc cái cả lệ thế gì cả thì tụi về lấy khó sẽ cả lệ ô gặp bị là vậy cô mong ta không phải có vậy cô mong ta tu bố à cho anh ấy nghe ta thì làm gì đó còn nó chém vào vậy đấy ya bữa haเลยsắc cái cả với chém màเลยkhaiเลยbố điเลยkhai chém nào làเลยเนี่ยเขาnó
ông ngã khô cô gà lát thì má gà này má xỉu lên ngã gà chỉ mua lò rồi xe bắt đầu giờ bữa họ ra chiều về thế hà lệ càng ngã sai cái cà phê ngã lì khô cà phê bốc khô chín người ta tới cái ở qua chiều lại ở sữa người sao cái ta tới cái thì tu ở con nó tới bộ gà lá cả má gà lá cả tới chín mấy rồi người sao là xe khô tới chùa về lại đó đâu cái tiểu má lú của một tao chuyện bị vậy đấy alo mấy mình là bà ok chứ tôi mà đấy cho nó bố cháu cho nó bố mà phải thì con gì bé cái đấy cháu ngủ mấy xe tết thì mà khang cái mà siêu giỏi này đấy phải thì con nó chịu mà đấy nào bữa mà cho nó rút phơi gồm như đám nhá giỏi phải lấy khăn bé đấy thì tên nó mà xí đấy apa tên ở xã chính là được quá đâm ba xã mà nhá tên nó con si về lưu chí nhá tên nó ông cái tên nó chơi mũ tên tụi tên tam nhá alo nó cô cho nó mà khăm mà phơi này bữa mà chế dùm nhá giỏi chăm mà đấy lụ giỏi biểu cha bây giờ cho nó đó thì lão hồn này chơi nông phan lão hồn này chơi tên nó giao đó chơi mong lấy chơi thêm mình này rồi xí bị rồi cho nó thêm này cho nó ở cao cái này giao đó cũng ở nông này thì bỏ nông sống được chơi rồi cho nó mắm mi để lấy gì mua gì tay đấy mua gì đấy lên được xe cho vào bí sau đó cho nó trang ngô tất cả phổ biến làm solution cho nó mua đông ở đó nhất sĩ nhiều bà đấy tại lên này rồi mà từng ngày nạp thì bây mà thì nhất sĩ quay cái bà đấy nhất sĩ quay về nào cho nó trong tất cả mấy rồi bảo rồi sau đó nhất sĩ mình nhận được cho nó meeting của cho nó puja bà đấy trong tòa app puja về mấy lẽ cho nó meeting cho nó biểu đấy mấy nhất sĩ mình nhiều bu trong tất luôn mấy nhiều tụi mình này một trừ bu ấy lúc biểu đấy khá cho nó trong tất cả mấy nhiều bảo đã cho nó từng ngày trên này trong pin mấy giờ về nhiều lên rồi mà cho nó nề cái à bà đấy từ lúc này xa lại ấy lại lê lại này mẹ nề vì đó mà tại chỉ mà chỉ là cái này tại chỉ để cả cho nó ô bà lúc bà cái mà thì mấy gì mình đó lúc xưa lại mấy gì sau đó guitar nên bà tí đấy tí về mẹ là sinh nhật cha nó mà hậu sinh nhật cha mà hồ luna được quẹt tí đó cho nó rồi chấp nhận mà xí để lý sư phía trong toa rồi mà chắc là toa tết đấy toa bảo luôn toa tết là rồi anh mà lý sư phía trong mà xí để break that tomato bộ anh là số ra cho nó yên đó bao giờ này anh lấy đàn cho mình tí đấy tại mẹ cho nó nam lều sạc lâu lên nam lều L2D best lên nam lều cho nó tiêu lượng nhiều phía bà đấy tiêu lượng nhiều phía đó thì tiêu tất sẽ gì cố quay ra bỏ đi, ta cho mấy ông chị từ mi ta dù là bao hoa đâu cả cho nó tuyệt thứ xemဖြစ်တာပေါ့ဆိုတော့ကျွန်တော်အဲ့ဒီမှာဖျားเจ้าကိုနှစ်ပတ်တစ်ချိန်သုံးပတ်တစ်ချိန်ဒါမှမဟုတ်တစ်ပတ်တစ်ချိန်သွားတက်တယ်လေစုတရားဟောချက်တွေလည်းနားတော့မလဲပါဘူးအဲ့ပြိဿဓမ္မတေးကိုပဲနားထောင်ခြင်းလို့သွားတက်တယ်ဟိုတုန်းကကျွန်တော်တက်တော့ကတော့ဒီဆိုလိုဆိုတာတွေတိတ်မရှိသေးဘူးဆိုလိုဆိုတာမရှိသေးပရိသတ်ဓမ္မတေးပဲကျွန်တော်စောက်အောင်မတော့နားထောင်တယ်နှစ်ပုတ်သုံးပုတ်အဲ့လိုပေါ့ဆိုတော့နောက်ကျွန်တော်အသက်16နှစ်အရွယ်ရောက်တော့အခါကျတော့ဒီမခမမအဖွဲ့ကကျွန်တော်တို့မိုးကိုချက်ပြင်ကိုလာတယ်လာပြီးတော့မှကျွန်တော်ဒီအဖွဲ့နဲ့ဆက်သွယ်ပြီးတော့မှရန်ကုန်လိုက်လာပါတယ်အဲ့အချိန်မှာကျွန်တော်အသက်က16နှစ်ရှိပါပြီဆိုတော့ကျွန်တော်တူငယ်တန်းကနေစတက်လို့မရတော့ဘူးဒါပေမဲ့ကျွန်တော်အရေးအဖက်အတွက်လို့ခေါ်တဲ့အသုံးလုံးကိုကျွန်တော်တင်ယူပြီးတော့မှနောက်နေ့ကျွန်တော်အသက်က16နှစ်ရောက်နေပါပြီကျွန်တော်16နှစ်မှာ၄တန်းကိုဝင်ဖြေပါတယ်၄တန်းဆိုတော့၄တန်းကျောင်းသူကျောင်းသားတွေက9နှစ်သား9နှစ်သမီးကျွန်တော်ကတော့16နှစ်သူတို့ရဲ့အစာကိုပဲကျွန်တော်ဖြေရတယ်ကျွန်တော်လည်းသူတို့ဒီလိုစဉ်းစားတယ်80နှစ်ပဲဖြေခဲ့ရတယ်ကြာရင်တော့ကျောင်းမတက်တော့ဘူးမကြာရင်တော့ဆက်တက်မယ်ဘယ်လိုပဲဖြစ်ဒါပေမဲ့ဖြေတာအောင်ပါတယ်၄တန်း၅တန်း6တန်း9တန်းကျတော့ကျွန်တော်2နှစ်နေခဲ့ရတယ်88နဲ့ကြုံတဲ့ခါကျတော့2နှစ်နေခဲ့ရတယ်10တန်းကျတော့ကျွန်တော်အင်းစိန်အထက်က4မှာသွားဖြေတာဖြေပြီးတော့နောက်ဆုံးဘာသာရပ်ကိုဖြေပြီးတော့မှဆင်းလာတာပေါ့ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေအားလုံးစာဝဲဖြေပြီးတော့နောက်ဆုံးဘာသာဆိုတော့ပျော်ကြတယ်သူတို့လည်းပျော်တယ်ကျွန်တော်လည်းပျော်တယ်
ကျွန်တော်ဆရာမကျွန်တော်မေးတယ်ဘာတွေဖြေနိုင်လဲလို့မေးနောက်ကခြာတိတ်တွေကကျွန်တော်နားကိုလည်းရောက်လာရောနောက်ကြော်လဲကြော်သွားပြန်လှည့်လာတယ်ကျွန်တော်ဘာလို့လာစလဲဆိုတော့အဘဖြေနိုင်လာတယ်ကျွန်တော်လည်းမကြားရအောင်စောင့်တယ်ကျွန်တော်မေးမှန်းသိတယ်မကြားရအောင်စောင့်တယ်ဒါပေမဲ့ရှစ်တန်ကိုယ်10တန်းကျောင်းတော့ကျွန်တော်မရှက်တော့ဘူးတန်းလုံးမှကျွန်တော်အသက်ကြီးဆုံးဖြစ်ပေမဲ့အရွယ်ကြတော့တူတူဖြစ်သွားပြီ10တန်းကိုကျွန်တော်ကျေးဇူးတော်ကြောင့်နှစ်ချင်းပေါက်အောင်မြင်ရပါတယ်အောင်မြင်ခွင့်ရခဲ့ပါတယ်ကျွန်တော်2000ပြည့်နှစ်မှာကျွန်တော်စိတ်ပညာနဲ့ဘွဲရခဲ့ပါတယ်2000ပြည့်နှစ်မှာပဲကျွန်တော်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အရှင်သခင်ဖြစ်နေကျွန်တော်လက်ခံပြီးတော့မှနှစ်ချင်းမင်္ဂလာခံယူခဲ့ပါတယ်အခုလိုကျွန်တော်ဘွဲရခဲ့တာကကျွန်တော်မယုံကြည်သူဖြစ်မယုံကြည်နှစ်ချင်းမခံခင်ကတည်းကကျွန်တော်ဒီကျိုင်းတုံကိုရောက်ပါတယ်။ဘာဆိုတော့ဒါကြောင့်မို့ဒီကကျဲလိုက်တဲ့မျိုးစေ့တွေဖြစ်ပါတယ်လို့ကျွန်တော်တို့ဘွဲရတာတွေကဒီကကျဲလိုက်တဲ့မျိုးစေ့တွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တကယ်တော့ကျွန်တော်ဘဝနဲ့ပညာရေးနဲ့ဘာမှသက်ဆိုင်မှုမရှိတော့ပါဘူး။ဒါပေမဲ့ဘုရားသခင်ကကျွန်တော်ကိုသူ့ရဲ့အစီအစဉ်ထဲမှာအသုံးပြုခြင်းတဲ့အခါကျတော့ကျွန်တော်ဘွဲရတဲ့အခွင့်အရေးရတယ်။ဘယ်လို့မှမျောလင့်မထားနိုင်တဲ့အခွင့်အရေးမျိုးကျွန်တော်ရရှိခဲ့ရပါတယ်အသက်ကလည်းကြီးပြီးမျက်စိကလည်းမမြင်ရဘူးဒါတွေကမကသေးဘူးကျွန်တော်တို့အကြောင်းကနိုင်ငံရခြားကိုခီးစဉ်ပြုတ်မယ်ဆိုတော့မှလူတွေရွေးချယ်တဲ့အခါကျတော့ကျွန်တော်ကအဲ့ဒီထဲမှာတယောက်အပါဝင်နဲ့ရွေးချယ်ခံခဲ့ရပါတယ်အမေရိကကိုကျွန်တော်ရောက်ခဲ့ရပါတယ်ဟိုမှာရှိတဲ့ဗက်ဆီလီယာလာဟူရွာကိုကျွန်တော်နှစ်ခေါက်ရောက်ခဲ့ပါတယ်နှစ်ကြိမ်အဲ့မှာဒီမှာဒီကအဲ့တော့နေပါအသင်းတော်ရဲ့အသင်းဥစ္စာဒီကျိုင်းတုံကပဲကျွန်တော်ရောက်တော့ကတော့ဒီကျိုင်းတုံဘက်ကဖြစ်ပါတယ်လာဟူတွေကကျတော့ဒီကမ်ဘောဒီလောကလာဟူတွေကမ်ဘောဒီးယားလာဟူတွေဖြစ်ပါတယ်ဆိုတော့ဒါတွေကကျေးဇူးတော်တက်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဖော်ပြချင်ပါတယ်ဒါကြောင့်မို့ဒီမှာရှိတဲ့သားတွေသမီးတွေညီကိုမောင်နှမတွေဆရာဆရာမတွေအားလုံးကအရွယ်ကောင်းတဲ့အချိန်မှာကြောင်းနေရတယ်အခြေအနေကောင်းတဲ့ကြုံတွေ့နေရတယ်ရင်ဆိုင်နေရတယ်အခြေအနေမကောင်းရင်တော့မှကျွန်တော်ထက်တော့တာတဲ့သူတွေပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကိုအားကိုးပြီးတော့မှမိဘဆရာဆရာမများရဲ့စကားကိုနားထောင်မစိုးမပေဘူးဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်ပညာရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်လူမှုရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်ဘယ်ကဏ္ဍမှာမစိုးဆောင်ရွက်တဲ့အခါမှာချင်းဒီချင်းတစ်ခုဖြတ်တန်းပြီးတော့မှ၄၅6နဲ့9နဲ့ဆိုရင်အချင်းနေကောင်းတစ်ခုကိုရောက်နေမှာတေချာတယ်လို့ကျွန်တော်အားပေးချင်ပါတယ်ဆိုတော့ဒါကြောင့်မို့သားတွေသမီးတွေတူတွေတူမတွေညီကောင်မောင်နှမတွေအားလုံးအနေနဲ့ခုနကျွန်တော်ပြောတဲ့အတိုင်းစူးစမ်းသွားမယ်လို့ဆိုလို့ရှိရင်တစ်ချိန်မှာအသင်းတော်အတွက်အကျိုးရှိတဲ့သားကောင်းသမီးယရနာမိသားစုအတွက်အကျိုးရှိတဲ့သားကောင်းသမီးယရနာနိုင်ငံတော်အတွက်အကျိုးရှိတဲ့သားကောင်းသမီးရတနာများဖြစ်ကြမှာသိကြတယ်လို့ကျွန်တော်တက်တဲ့ခံချက်ကိုဒီမှာညီကုန်းချုပ်ခဲ့ချင်ပါတယ်ကျေးဇူးတင်ပါတယ်ခုချိန်မှာကျွန်တော်ဘယ်သွားမှာလဲဆိုတဲ့တေးလေးနဲ့ကိုတော်ချီးမွမ်းချင်ပါတယ်လာဟုလို့ခေါ်ကိုက်ပေးလေးဒီမန်ရင်တနေ့တစ်ချိန်မှာဒီကမုတ်ချသေးရမယ်ဒီသေးချင်းတရားသဘောကိုရှောင်လွယ်သွားလို့မရနိုင်ပါတမလွန်တွဲရေးကြည့်တဲ့ကျုံဆုံးရမယ်ဒီလန်တဲ့သွေးမိငရဲ့နဲ့ထာဝရကောင်းငင်သင်ပလန်းကိုရောက်မလဲကွယ်တမလွန်မှာငရဲ့ကြရင်တော့ကူညီဖေးမသူမရှိတဲ့ပူလောင်ခြင်းပြပြတဲ့ထာဝရမငြိမ်တဲ့မိအိုင်တဲ့ဖေးမေနဲ့အတိုင်းဝိုင်းတွေချိန်ငွေစီစိတ်မခဲဘူးကွယ်ဤတွားရင်အော်ဟစ်ရင်နဲ့ဘလို့ပင်ယုံယုံမလို့ဘူးကွယ်ချိန်တွေရှိတော့ဖျားမြတ်တဲ့ကိုမယုတ်သိမ့်သေးခင်ယေရှုခရစ်တပါတာမိငရဲ့မကဲတင်ရှင်ဖြစ်ကြောင်းယုံကြည်စွာဖြင့်သင်ဘဝတတာပုံအနိုင်ပါအပြည့်များဝန်ချကတခင်ဖျားနဲ့ရှောက်လန်းပါသူတော်ရှင်ကိုသင်တတာမှာယုံကြည်အကူလာတဲ့အခါတမလွန်တွဲ
စိတ်ချစရာအပြစ်ငရဲထဲမှာလွတ်စေတာစာရန်သာမဟုတ်တော့ပါအဖဘုရားရဲ့ချက်သားပါဘုံစီစိတ်ခံစားရမှာမူဒီအားလုံးအပိုင်ရမှာမလုံးမငရဲချရင်တော့ကူညီဖေးမှသူမရှိတဲ့ပူလောင်ချင်းပြင်ပြတဲ့ဒါဝရမငိမ့်တဲ့မိအိုင်တဲ့အဖေမေနဲ့အတိုင်းဝိုင်းတွေရှိန်ဝေစီစိတ်မကဲဘူးကွယ်ညီတွားရင်အော်ဟဲ့ရဲ့နဲ့ဘလို့ပဲယုံယုံမလို့ဘူးကွယ်ချိန်တွေရှိတော့ဘုရားမြတ်တဲ့ကိုမယုတ်သိမ့်နေခင်ယုံရှိခရစ်တပါတာမိငရဲမကဲတင်ရှင်ပြကြောင်းယုံကြည်စွာဖြင့်သဘဝတတာပုံအလိုက်ပါအပြစ်များဝန်ချကသခင်ဖျားနဲ့ရှောက်လှမ်းပါဘရောရှင်ကိုတင်တတာမှာယုံကြည်အားကိုလာတဲ့အခါတမလွန်အတွက်စိတ်ချစရာအပြစ်ငရဲထဲမှာလွတ်စေတာစာရန်တာမဟုတ်တော့ပါအဖဖျားရဲ့ချစ်တာပါဘုံစီစိတ်ခံစားရမှာအမှုဒီအားလုံးအပိုင်ရမှာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် live လွှင့်နေလို့သိရတယ်အဲ့ဒါကြောင့်မို့ online ကနေအားပေးနေတဲ့မိဘညီကိုမောင်နှမတချစ်သူပရိသတ်များဓမ္မပရိသတ်များအားလုံးတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်အဘိုးချာဟယ်လိုကိုမောင်မောင်တန်းသူ့ဘဝအကြောင်းတက်တဲ့ခံသွားပါတယ်ကိုမောင်မောင်တန်းရောချစ်ပြီးတော့ယေရှုအယုံနေချောင်းပိုင်လေဟဲ့ပါယောနေဦးကိုပေချောရတယ်လေရခန်းကမခမမခေါ်ဂါလာတီယာသာယောအရှာလေတိချီခေါ်ဂါလာဝေတိချီခေါ်ခေါ်ထိုင်မူလာတလေဟေးဝေကိုရခါသောယောခရဲကျူကြလေဟင်းယူပြီးပါတော့အရှာထားလေဟင်းကတိခေါ်တိတာအော်လေယောညင်းခေါ်တာဘွဲကောက်ဝေဆက်ခိခါလာဝေလေယေရှုခရစ်ကယောဝေထာခေါ်ချက်ပါတဲ့ယောဟာယူလေနေချိခံဝေဤကတူဝေလေဆက်ခိခါကဝေယိုဘောဂျာရပါရမေတီအလေလေဥမမောတာအရှာလေလေဟင်းကဘွဲကောက်ဝေလောခေါငါရပါရမေချွာချဲဝေဩဂါနုတူဩဂါဤတူမလို့ကျူကြတော့ကိုချက်ကြလေလေအဘူကျော်တဲ့ထပ်ပါပြီးတော့အပေးစကားပြောကြလို့ပါတယ်ဆက်လက်၍ဆီယာမဗျာမင်းကိုဖိတ်ခေါ်ပါတယ်ဆီယာမဗျာမင်းနိုင်ငံတတိခန့်ချင်းနဲ့အတူဘုရားခေကုံတော်ချင်းမပေးဖို့ရာဆီယာမဗျာမင်းကိုအချိန်ပေးပါတယ်ဂျာမင်ဒုတိယပိုင်းခေပေါ်တချင်းရှိပါသေးတယ်နော်မပြောင်းပါနဲ့လို့နော်ကျွန်တော်ဒီကနေထိုင်ကြည့်နေရနော်ရှေးစွာဖျားခင်ရဲ့ဂုဏ်ကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါတယ်လို့ကျမလည်းလူဟောင်းတယောက်ပါနော်ခဏခဏရောက်ခဲ့ဖူးပါတယ်ကျမအကြောင်းထပ်ပြီးတော့မှမိတ်ဆက်သက်သေခံခွင့်ရရှိတဲ့အတွက်ဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျမနာမည်ကဗျာမီဖြစ်ပါတယ်လီဆူတိုင်းရင်သူဖြစ်ပါတယ်ကျမကမီဂျီနာဝိုင်းမော်ဖက်ကပါလို့တနစ်ခွဲကြော်မှာဝက်သက်ပေါက်ပြီးတော့မျက်စိကွယ်ခဲရတာဖြစ်ပါတယ်ဒီလိုနဲ့ဖျားသခင်ကျေးဇူးတော်ကြောင့်မခမမဒီမျက်မမီကျောင်းကိုကျမရောက်လာတယ်ပညာသင်ရတယ်ဆိုအရှိမပြောသွားတယ်နော်ဂုံတူး3ဘာသာဆိုကျမကရိုးရိုးအောင်ဖို့မနေကြိုးစားရတယ်ကျေးဇူးတော်ကြောင့်ကျမဆယ်ရန်အောင်ပြီးသွားတဲ့အခါမှာဒီမြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်အင်းစိန်ကျမ်းစာကျောင်းမှာမျက်စိမြင်တော်သူများနဲ့အတူတူကျမကျောင်းတက်ပါတယ်အဲ့ဒီမှာကျောင်းတက်ပြီးသွားတဲ့အခါကျတော့မှ
ရန်ကုန်တကုံတက်ကတူမှာထပ်ပြီးတော့မှကျမ psychology နဲ့ကျောင်းတက်ပြီးတော့အဲ့ဒီမှာဘွဲ့ယူတယ်အဲ့တော့ကျောင်းနှစ်ခုပြီးသွားတဲ့ခါကျတော့မှကျမတို့ရဲ့မခမမမှာပြန်ပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့မျက်မမြင်များရဲ့ဘဝကိုကြည့်လိုက်ရင်တော့လူတွေကပြောတယ်ကျမတို့ကိုတွေ့တဲ့ခါမှာပေါ့ဟဲနားမကြားတာကတော်သေးတယ်မျက်စိမမြင်ဘူးဆိုတော့တွားပြီပေါ့မျောလင့်ချက်မရှိဘူးဆိုပြီးတော့ပြောကြပါတယ်မြန်မာစကားဆိုရိုးစကားရှိတယ်မျက်စိမှာအဆုံးနားမှာအယုံတဲ့ဆိုတော့သူတို့ပြောတဲ့အတိုင်းပေါ့နော်အဲ့လိုဖြစ်တယ်ပေါ့ဒါပေမဲ့လောကမှာမျက်စိမမြင်တဲ့လူရှိမယ်နားမကြားတဲ့သူရှိမယ်စကားလည်းမပြောနိုင်ဘူးနောက်ပြီးတော့မှညံရင်မတန်ဘူးညံရင်မမိဘူးကြောင်းတက်လို့လည်းမရဘာမှအလုပ်မလုပ်နိုင်စသည်ဖြစ်ပေါ့ကျမတို့လောကမှာဒီလိုအသက်ရှင်ရတဲ့သူတွေအများကြီးရှိပါတယ်အခက်ခဲဆိုတာကမျက်စိမြင်မမြင်အခက်ခဲဆိုတာစိန်ခေါ်မှုတွေကအမျိုးမျိုးရှိကြတာပဲဒါပေမဲ့အဲ့ဒီအခက်ခဲတွေကြားမှာဘုရားသခင်ကိုချီးမွမ်းစရာကျေးဇူးတင်စရာအများကြီးရှိတယ်ကျမကမျက်စိသာမြင်ရရင်ဒီနေရာကိုကျမရောက်ဖြစ်မှာမဟုတ်ပါဘူးမျက်စိမြင်ရရင်ကျမကဘွဲ့နှစ်ခုရဖို့မပြောနဲ့တန်းနဲ့ကြောင်းထွက်ပြီးတော့ကျမတောင်ရခုတ်စပားဆိုင်တနေ့ကျမပင်ပန်းအလုပ်လုပ်ရမှာကျမဘုရားသခင်ရဲ့အမှုတော်ဆောင်ရွက်ဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ဘုရားသခင်ကျမကိုကောင်းချီးပေးတာဖြစ်တယ်ဒီအခက်ခဲတဲ့ကနေချီးမွမ်းစရာအကြောင်းပြောရင်အများကြီးပဲအရာ၌ကျေးဇူးတော်ကိုချီးမွမ်းကြလို့တမန်တော်ကြီးရှင်ပေါလုကဖော်ပြခဲ့တဲ့အတိုင်းဒီနေ့ကျမတို့ကျေးဇူးတော်ချီးမွမ်းစရာအများကြီးရှိပါတယ်နောက်ပြီးတော့မှလောကမှာတော့ခုနပြောသလိုအခက်ခဲဆိုတာရှိတာပဲပေါ့နော်ကျမကျန်းစာကျောင်းတက်နေတော့ကအခက်ခဲကျမစိတ်တကြခဲ့တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဒီစာကြည့်တိုက်ထဲမှာကျမတို့မျက်မမြင်တွေဖတ်လို့ရတဲ့မျက်မမြင်လက်စမ်းစာမရှိဘူးဒီကျမလက်ထဲမှာစာရွက်မျက်မမြင်လက်စမ်းစာရွက်တရွက်ကင်ထားရပါတော့အဲ့လိုဒီလိုလက်စမ်းပြီးတော့ဖတ်လို့ရတဲ့စာမရှိဘူးအဲ့တော့ကျမအဲ့ဒီမှာတော်ကိုစိတ်ပြတ်တယ်ကျမစာအောက်တယ်မဖတ်နိုင်ဘူးအဲ့ဒီခါမှာကျမတော်ပြီငါကြောင်းတက်ချင်တော့ဆိုပြီးတော့ကျမစိတ်ထဲကျနေတဲ့ချိန်ကျမအမေကျမကိုစာရေးလာတယ်သမီးလောကကြီးမှာလွတ်ဘဝမှာအခက်ခဲဆိုတာမျက်စိမြင်မမြင်စည်ရဲချမ်းသာဘယ်သူမှဆိုကြုံရမယ်နော်သမီးအားမငယ်နဲ့စိတ်ဓာတ်မချနဲ့စုတောင်းကြိုးစားဆိုပြီးတော့မှကျမကိုတမန်ကျမ်းစာတစ်ပိုင်းနဲ့အတူစာရေးလာပါတယ်ယောမဩဝါဒစာခန်းကြီး7ငယ်7မျော်လင့်လျက်ဝမ်းမြောက်ကြလော့ဆင်းရဲဒုက္ခရောက်တော့အခါသီးခံကြလော့ဆုတောင်းပတနာပြုခြင်းကိုအမြဲပြုကြလော့တဲ့ဆိုတော့ကျမကဟုတ်တာပဲဆိုပြီးတော့မှကျန်းစာကျောင်းရောက်နေပြီငါဘာလို့နောက်ပြန်လှည့်ရမလဲဆိုပြီးတော့ဆုတောင်းတယ်ဖခင်လက်ထက်ကိုအပ်တယ်ပြီးရင်ကျမစာအုပ်တွေငားသွားတယ်အဆောင်ရောက်တဲ့ခါတငယ်ချင်းတွေကိုဖတ်ခိုင်းတယ်သူတို့ရဲ့အတန်ကိုကျမအတန်သွင်းထားတယ်ပြီးရင်ပြန်နှားထောင်တယ်ပြီးတော့စာလုပ်တယ်အဲ့လိုနဲ့ပဲကျမနောက်ဆုံးကျမဘွဲ့ရသွားတယ်ဆိုတော့အခက်ခဲဆိုတာလူတိုင်းကြုံရတတ်တယ်ဆိုတော့သခင်ရှုကိုယ်တိုင်ကပြောခဲ့တာဖြစ်တယ်သင်တို့ကတဲ့လောကမှာဆင်းရဲဒုက္ခခံရမယ်သို့တော်မစိုးရိမ်နဲ့ငါသည်လောကကိုအောင်ပြီလို့ပြောတယ်တေချင်းကိုအောင်တဲ့ဖခင်အရာအလုံးစုံကိုတတ်နိုင်တော်မူသောဖခင်လောကကိုအောင်တဲ့သခင်ယေရှုခရစ်တော်ကိုကျမတို့ရရှိထားပြီးဖြစ်တဲ့အတွက်မျက်စိမမြင်ရတာကခဏလေးပဲကောင်းကင်နိုင်ငံရောက်ရင်ကျမတို့မျက်စိမြင်ရမှာဖြစ်တယ်ဘုရားသခင်ရဲ့ဂျေဇုတော်တက်ဖြစ်ပါတယ်လို့အဲ့တော့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဘုရားသခင်ကိုချီးမွမ်းစရာတွေပြောရင်တော့အများကြီးပါလို့အဲ့တော့ကျမအများကြီးမပြောတော့ပါဘူးဒီနေရာမှာအပေးနေကြတဲ့မိဘညင်ကိုမနမတွေအခုတို့တဖြစ်ပညာသင်နေတဲ့သားတဲ့သမီးတွေပေါ့နော်စောကသူတွေပြောသွားခဲ့ကြတယ်လို့ပဲကျမတို့တကယ်ပဲစူးစမ်းမယ်ဆိုရင်တော့အောင်မြင်မှုတွေအဆပေါင်းများစွာကျမတို့ထက်အဆပေါင်းများစွာရရှိနိုင်မှာဖြစ်တယ်ဒီနေရာမှာကျမနည်းနည်းလေးထပ်ပြောချင်တယ်တချို့လူကဘာဖြစ်လို့လဲဆိုရင်
မျက်စိမမြင်တဲ့သူတွေဘွဲရရင်ရတယ်တဲ့ကြောင်းတက်တယ်တဲ့သူတို့အတွက်ဘာသာရဲ့တတ်ရှိလားလို့ဒီလိုမျိုးပြောကြတယ်ကျမတို့အတွက်တီးတန့်ပြထန်းထားတဲ့စာမရှိပါဘူးအခုလာရောက်အပေးနေတဲ့ညီကောင်မနမတွေတင်နေရတဲ့အဲ့ဒီစာကိုအဲ့ဒီဘာသာရက်ကိုပဲကျမတို့တင်ရတာအဲ့ဒီမေခွန်းအတူတူပဲဖြစ်တယ်အစိုးရမေခွန်းအတူတူပဲဖြစ်တယ်မျက်စိမမြင်ဘူးတနာပါတယ်ဆိုကျမတို့ကိုကြိုပြီးတော့ပေးတဲ့မေခွန်းမရှိပါဘူးအဲ့တော့ကျမတို့ဘယ်လိုစာမေးပွဲဖြေရလဲတချို့သိချင်မှသိမှာကျမတို့မျက်စိမမြင်တဲ့သူကျမက10တန်းဖြေမယ်နော်10တန်းဖြေမယ်ဆိုရင်9တန်းကလေးတယောက်ကကျမကိုမေခွန်းဖတ်ပေးရတယ်ကျမကဖြေမယ်သူကရေးပေးမယ်ကျမတို့အဲ့ဒီလိုမျိုးစာမေးပွဲဖြေရတာပါစာကြက်တာစာဖတ်တာစာကြက်တာကတော့ဒီလိုမျက်မမြင်စာလေးနဲ့ကျမတို့စာရေးပြီးတော့မှစာကြက်ပြီးတော့ဖြေရတာပါလို့ဒါတွေပြောရင်အရှည်ကြီးပါပဲလို့အကြောင်းမလို့စူးစမ်းစီချင်ပါတယ်လို့နော်ပညာရမှာအများကြီးထူးချွန်ပါစေအောင်မြင်မှုအများကြီးရပါစေတခြားအလုပ်လုပ်နေတဲ့သူအမှုတော်ဆောင်နေတဲ့သူအားလုံးကျမတို့ထက်အဆက်ပေါင်းများစွာလှုပ်ဆောင်နိုင်ပါစေလို့ဆန္ဒပြုရင်းနဲ့ကျမတက်တဲ့ခံခြင်းကိုဒီနေရာမှာရပ်နာပါတယ်ဆိုတော့အခုကျမလာဟုဘာသာနဲ့ကျမတချင်းဆိုချင်ပါတယ်လို့ကျမကလီဆူလူမျိုးဖြစ်တယ်ဆိုတော့ကျမဆိုတဲ့အလုံးကအားလုံးပြီးချင်မှပြီးမှနောက်ပြီးတော့မှဒီပရိသတ်ထဲမှာလာဟုမဟုတ်တဲ့သူတွေလည်းအများကြီးရှိမယ်လို့မျှော်လင့်ပါတယ်ဘာလို့ဆိုစောကကနန်းလုံကမိတ်ဆွေတွေလာနှုတ်ဆက်ကြတယ်လေနော်ဆိုတော့ကကြတော့နားမလည်လဲမစိုးရင်နဲ့ကျမလည်းနားမလည်ဘူးဒါပေမဲ့ကောင်းကင်နိုင်ငံတည်လူနီးပြီးနောင်တရကြပါသခင်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူကကောင်းကင်နိုင်ငံသားဖြစ်ရမယ်ငရဲမသွားရဘူးဆိုတဲ့အရာတွေဖြစ်တယ်ဆိုတာကိုကျွန်မနားလည်ပါတယ်ဗောနော်ဆိုတော့နားဆင်ကြည့်ပါလို့ကျွန်မဒီလိုမျက်မမြင်စာနဲ့စမ်းပြီးတော့ဆိုမှဖြစ်ပါတယ်လို့to you.
ကျေးဇူးတင်ပါတယ်ဖျားခင်ကောင်းချီးပေးပါစေကျေးဇူးတင်ပါတယ်ပထမပိုင်းဂုဏ်တော်ချီးမွမ်းခြင်းတက်တဲ့ခံခြင်းကိုဒီမှာရပြီးတော့ဒုတိယပိုင်းအားလုံးပျော်ရွှင်နေရအတွက်ခေတ်ပေါ်သူချင်းများကိုလည်းဆက်လက်၍ကျွန်တော်တင်ဆက်ဖို့ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကျောင်းတော်ကြီးအတွက်ရပုံငွေရည်ရွယ်ပြီးမှပန်းကိုလေးတွေပြင်ဆင်ထားတာရှိပါတယ်အဲ့ဒါလည်းကျွန်တော်ဝယ်ယူပြီးတော့ပန်းကိုစုချင်အဖြစ်အလူတော်ငွေထည့်ဖို့လည်းဖြစ်ပါတယ်ကျွန်တော်အလူတော်ငွေပေးလူနေတဲ့အသိန်းတော်နဲ့အတူစေနာရှိလူရှင်မိသားစုအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခဏလေးဆုတောင်းရအောင်နော်ဆုတောင်းကြပါစို့ကောင်းမြတ်ဆုံးလင်တော်မ၍တာတို့သမီးတို့ရဲ့အားကိုးရာခေါ်လို့ရဖြစ်သောအဖခမေတော်ဖျားယနေ့ညမှာကျွန်တော်တို့မိတ်ဆွေအတင်းတော်ဖြစ်သောနောင်ဖာလာဟုန်ချင်းတင်းတော်မှာကိုရရှိဖျားကိုတော်ချီးမွမ်းခြင်းတက်တဲ့ခံခြင်းအစစ်စစ်များကိုကောင်းမွန်စွာပြုလုပ်ခွင့်ကိုတော်ပေးခဲ့ပါ၏ကျေးဇူးတော်ချီးမွမ်းပါတယ်ဂျာနာကေတော်ဓမ္မတခြင်းများတက်တဲ့ခံခြင်းအတိတ်ပေါ်မှာတရှင်တော်ဝိညာဉ်တော်အဖြစ်ဆက်လို့ရှင်တန်နှုံးကြလာပြီးတော့အရောက်စေတဲ့အတွက်ဘဝတတမှာခွန်အားဖြစ်စေဖို့တခင်ရှုနာမနဲ့ဆုတောင်းပါ၏ကြာရှိတဲ့ဒုတိယပိုင်းခေတ်ပေါ်တဲ့ခြင်းများတည်ဆက်တဲ့ခါမှာအားလုံးပျော်ရွှင်ဝမ်းမြောက်စွာဖြစ်စေဖို့ကောင်းချီးပေးတော်မူပါမြတ်မြတ်မီကျောင်းတော်ကြီးအတွက်ချစ်ချင်းမေတ္တာများစွာနဲ့ပေးလူနေတော့အလူရှင်များနောက်ပါလာကိုနေချအသိတော်ပေါ်နဲ့၎င်းရောက်ရှိလာတော့ပရိသတ်အသီးသီးပေါ်နဲ့၎င်းကောင်းကင်ဘုံနဲ့ဖရာတခင်ကောင်းခြင်းမင်္ဂလာကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့တူမိမိတို့ရဲ့ဘဝခရီးတစ်လျှောက်လုံးမှာတွားခြင်းလာခြင်းထန်ခြင်းထားခြင်းပညာရေးကျမ်းမာရေးလူမှုရေးစေပွားရေးအထူးတစ်ဖြစ်ထာဝရဘုရားကိုတည်ကျွမ်းခြင်းနဲ့တူဖရာတခင်ကိုမေတ္တာရဖွဲ့ပြီးတော့ကောင်းခြင်းမင်္ဂလာတိုးရခံစားနိုင်တော့မိတ်ဆွေရတိတိဖြစ်စေဖို့ကိုရောမဆာတော်မူပါဒီစစ်စစ်အတွက်တခင်ရှုနာမ၌ကျေးဇူးချီးမွမ်းလျက်ဆုတောင်းကြပါဖပါဗျာအာမင်ဒုတိယပိုင်းအနောက်စာကိုဆရာမပြန်မြင်နေပြီးတော့တောင်းယူဥဆောင်သွားမှာဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကြောင်းရောက်ရှုစားအပေးကြတဲ့ချစ်စော်သောမိဘညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်ကျမတို့ရဲ့ဒုတိယပိုင်းစစ်စင်ကိုအစပြုတော်မှာဖြစ်ပါတယ်ဒီဒုတိယပိုင်းစစ်စင်မှာပထမဆုံးတီဆိုပေးဖို့ရန်အတွက်အဖွဲ့ခေါင်းဆောင်ဦးအာယောဖြစ်ပါတယ်ဦးအာယောကတချင်းအမတန်ဆိုခဲပါတယ်ကြားရခဲပါတယ်နော်သူကအသက်ကြီးပေမဲ့မပြည့်စည်သေးဘူးအတန်အရန်ခန့်တယ်နားထောင်ကြည့်နားဆင်အားပေးပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဟယ်လိုငါလေခေါကစရန်ငါတော့ရောတီးပွေအောင်လေခေါကရခရမပွေအိုးရနေထားငါဒရန်တဲ့တော့ဝေလေဒရန်တော့လေခေါကရမကောင်းမှာရှုခေါက်တဲ့ကြကတော့ပြေရောခနော်ကျွန်တော်ညီမရကျွန်တော်အတမပိကလာနဲ့ဒီမှာရှိတဲ့အသိတော်ပရိသတ်များကိုကြားစေချင်တယ်ကျွန်တော်လည်းတချင်းတော့တိတ်များဆဆဆိုလို့ဆိုတာတိတ်မရှိဘူးဒါပေမဲ့မေတ္တာဟာရဖြစ်အောင်အားလုံးလည်းပျော်ရအောင်ကျ
ကျွန်တော်လည်းအရွယ်အသက်ကြီးလာပြီအခုကျွန်တော်ဆိုတဲ့ချင်းလည်းတချင်းလည်းအသက်ကြီးပြီကျွန်တော်ဆိုတဲ့ချင်းအားလုံးရပြီးသားတချင်းပါပဲဘာတချင်းလဲဆိုတော့ဆီယာမကိုပဲအသက်ဆဲကိုချစ်မိတယ်ချင်းဆိုမယ်နော်ဒါဟုတ်ပြီဆိုကြည့်အောင်နော်တော်ရာရောင်ကြည်ထိန်လိမ့်တော်ဒီဘိုးချိုးပြက်တဲ့မောနာမတီတဒါကဘိုးဒီဆီယာမတို့ပဲအသေးဆွဲအောင်ချီမိသည်ဝေတော်ရာရောင်ကြည်ထိန်လိမ့်တော်ဒီမတို့ပဲအသေးဆွဲအောင်ချစ်မိသည်ထိန်ကြီးလာရောတန်းကလွားပူပါသည်ချစ်သူရှိအောင်ဖွေပြောပါလာတော့သည်ရိုးရိုးနဲ့မကိုပြောမိတကယ်စိတ်ကဒီဘေးမေးကလေးမကျွန်တော်မချစ်ရပါဒါကဘိုးဒီဆရာမတို့ပဲအသက်ဆွဲအောင်ချစ်မိသည်ပန်းကစုပ်ပြလာချင်တယ်နော်အတတော့မကောင်းပါဘူးမိသားရချင်းမနော်ဆွဲအောင်ချစ်မိသည်ထိန်ကြီးလာရောက်တန်းကအလောပူပါသည်ချစ်သူရှိအောင်ဖွေပြောပါလာတော့သည်ရိုးရိုးနဲ့မန္တကိုပြောမိတကယ်စိတ်ကသည်ဘယ်မေးမှမချစ်ကပါဒါကဘူဒီဆီယာမတို့ပဲအသက်ဆွဲအောင်ချစ်မိသည်ဒါချောဟာပါအိုးရနေချောဟာပါတာကားပြီလေခေါ်မယ်အာဘူကြောက်ဘူကြောက်โอเคโอเคကဲဟုတ်ပြီဆက်လက်ကြားရမယ်တခြင်းနဲ့ပျော်ရအောင်နော်ပျော်ရွှင်ရအောင်နော်โอเคကျေးဇူးတင်ပါတယ်ခုတီဆိုသွားတာကတော့ကျမတို့ရဲ့အကြီးဆုံးသူဖြစ်တဲ့ခေါင်းဆောင်လေးဖြစ်တယ်ပေါ့နော်အခုကျမတို့အဖွဲ့ထဲကအငယ်ဆုံးကလေးတစ်ယောက်ဆိုပါမယ်တားလေးဇွဲဇာနီကျော်ဖြစ်ပါတယ်ဒါကကျမရဲ့တူးတီးသောတားလေးဖြစ်ပါတယ်ကျမရဲ့သားပါလို့သူကနည်းနည်းရှက်တက်တယ်အားပေးပါအောင်နော်ပထမအဆုံးတပုတ်အနေနဲ့ညီလေးဆိုတဲ့ချင်းကိုတည်ဆိုချင်ပါတယ်
Megalava. Oh, Jesus. Okay, chana. Agu, chana niya some. The chili nene na joywa. Mama chilo mapye. Oh, Mama chelo mapye. Okay. One, two, three, five. Dire chumumliza da la pyoba. Yo. Chno dei chita chno da tiba. Lei ma pyo da kalili wa de ga ba. Mama na le nge nya ba. Osi. Yes. Baby, my daughter, dark lily, what they have. Mama, darling, yaba. So don't go get a fire down down tremor. So don't lay down, so don't be bad. Yeah, I may like a egg that can be better. So no, you check the Samya, Amya, chain. Pay love in my head. Mom to the night, oh, Puri, so you're not great. Mamma, Timbo, up your tony day. Oh, day. Mamma, Timbo, up your tony day. Yeah. Cause all the yellow yanya or the chicken ain't nothing in your Lola. But if your mom check, cause the lame yoga. That she that chema ba. Samya, Aya, chain rene. Do ya need a pay love in my head? Mom to Luro night, oh, poor in the soul, you're not great. Mamma, Timbo, up your tony day. Mamma, Timbo, up your tony day. What's that? Hey, my say dreamy, never dying, go, hey, yellow. Sabani, Chinese know you, darling, me, my city go, Martin, and Tunamo, Nilan is a tonga, Josalo, Mario Kegulina, Chichilo. The Hmumlis are a la pioba. No, they chit the Dutch, no, that diva. Lay be my pure the dark lily, what they gaba. To know if you Come on, come on, come on, yeah. Samya, Aya, chain rene. Do ya need a pay love in my head? Mom to Luro night, oh, poor in the soul, you're not great. Mamma, Timbo, up your tony day. Oh, day. Mamma, Timbo, up your tony day. Oh, Mamma, Timbo, up your tony day. Up your tony day. Along Jesus to Marie, a Kusalabio, to know a Koiko de Son, let these of you from me. Can I know? Mama, Machi. Oh, up your tony day. Davella. Oh, hope you. Thank you. Okay. So no, Alema, Jono. Tống dần cho tông bầu xuống làm. Agu cho nó này nè, ai dâu, sáng tới trên tàu bầu xuống, pi cho nó lá hủ kho ta kho mà. Ok cho nó nón hàng lý rồi ta chơi, xuống làm gì bà đấy.
hiện gần sẽ lên ba mi yêu cô đi tới hữu đi lắm non hăng li an nơi non lạc hoa bi tay ơi non ấm lắm non hăng li ya bi hơ trái dầm hà biển rơi gần dây gần bay qua lẽ áo hát gần âm mi quấn liếm nhau nó bỏ pi để gần mà chộp ăn non để hàng non lì răng khâm để hết lưu lưu lùm lùm on sao nào non trái ăn on lùm khơi tay thơm non nắm đá tay lấy non hăng ly bi tay hát non ấm lại khơi tay thương yêu cô anh tâm gần đời hạt yên gần sẽ đẹp mà mi cô đi trái hương tiếng lắm non hăng li an nói non lạc qua bi tay ơi non ấm lùm non hăng li ya bi hơi trái dầm hà biển rơi gần dây gần bay qua lẽ háo phá gần âm mi quấn liếm nhau nó non qua bi để gần mà chộp hạt non để hàng non lì răng khấn để hết lưu yêu lùm on sao nào non trái ấm on lương khơi tay thương non nắm đá tay lấy ok အခုတော့ကျွန်တော်လာဟုတချင်းလာဟုခေါ်မယ်မပြီးရင်လည်းခွင့်လွှတ်ပေးပါကျွန်တော်လည်းကြိုးကြိုးစားစားတော့လုပ်ကြည့်တာပဲအစင်မပြေရင်တော့ခွင့်လွှတ်ပေးပါလို့
被我呀，我看了我的眉目我眼头，我那前头呀看透我给了，有我不冷我，我个要亲口我这的未来哟，我谈陪个陪俺哦，我把天道理，我都是得个都来，得个个表达嘞，也看透个陪俺哦，那你阿不当家，努他做，哎我呀你都看得高高嘞，那个不他家没把弄把。chính cao lê cả yang đã bố nó thả nhí mà hạ ra cái sự đã lẽ thấy cái cứ đang bộ ngã gặp về thấy bỏ lấy nó thà như mà ra nó đi làm gặp về ngủ gặp về là sao em vô đã như càng gặp ngã kể lỡ cho chết say ô tháng ngày gặp về ngang ô nó ba tao lê, tôi tu sửa tê gõ tu lê, tê cái cột gió gà lê, nhân như gà có lê mà ngao, nhân như gà vui đậm đà, ta thô, em ngờ nhân như nó khang tê gạo đau lê, na gà bự đậm đà mẹ mà nó ba, nó có hương cũng ngủ cha. Tình yêu cao lên cả yang đã bố nó thả nhí mà hạ ra ta cho em nó ya nhí nó khám đi cao cao lên na cao đã đau mẹ má nó đã ô cô gương người cha nó thả đến cái gạo gạo tình cho nó chú ra chết ra đấy lão hủ từ chém à xem gì lại nó không làm mà bên nó đâu vô thật đúng không ok cho nó lên mà nó đâu vô này này cho nó alo này chú từ vô lao số chân này vậy phía tây lại số chân này phía bà đấy đi ăn luôn nghe dài cho nó này này cú nhị bế cha vào chú số nhau nó Sorry nó Alo bình sông toa đỏ Yên đất cứ lâu Chê hoa toa Cô
Sojen Sabare, oh, the Gatin, Samu, she's a beer day, Tayama, social thing adoring, Melinda, Mother me, a late darling, they lie, Kazama Soraga. Akule di lovo, etare ke kwe ete na longa, etame yamye ete yamo, sheze yame me yamo wa ete tue, ete lai, tengeje, sheze me mo wa ma ye tu ye wa se. Yen take a take away the baby, nothing to my no. Woo! Thank you. Get the bus so raga. On the die, show the love. Let the reggae quay and tell of the shit I am me about what the day. Get they lie. Get it. She's some in my woman. Yet to never say. Oh yeah, take away the no. Okay, come on. She's some number one. I'm yet to never say. Yeah. Sống mi là, sao nó sống mi là, sao là, cho nó ăn luôn xem vào mà sao như này, cho nó phải đá đi à, đi đánh lột thằng này. Cha yên cha bà sĩ nào mà cao mày à chú thấy việc à số xong à thôi cho nó rồi giờ mong bị driver mấy mà mình cha yên cha bà sĩ tất sao là nó driver nó rồi sẽ ao nhau xây cao này mà rồi luôn ok cho nó nào xong đâu bao nhiêu nè xong đấy lên trên đâu bao lâu số chân mà đấy anh nhớ đến lúc cho nó biểu hiện mu bể đấy từ này nhau xí đấy anh là cái rồi ôအခုနဆိုခဲ့တဲ့ဇွဲစာနေကျော်နဲ့နော်ပြည့်ဖြိုးကျွယ်ပါသူတို့နှစ်ယောက်နဲ့ဆိုရရင်ကျွန်တော်အရင်ပျော်တယ်အခုလဲနော်ပြည့်ဖြိုးကျွယ်ဖိတ်ခေါ်ချင်ပါတယ်ရောက်ပြီလားอ๋อရောက်ပြီ Okay ဆိုမနော်
ကျွန်တော်နှစ်ယောက်ဆိုမဲ့တဲ့ချင်းက live တဲ့ဘဝဆိုတဲ့ချင်းဖြစ်ပါတယ်Baby, tonight la, tonight can na go ye ma, mama nai shallow ya lo, how nai ne chiba, te do me do me ration de, oh. Diao so diao na bom chen ba ba, de de do ye chen ga i biao se ma, de lo be gui na na we. Chuyện đời này ao bố chân mà như vậy à và lâu sâu để đôi đây là đi trên ngôi nhẹ đầu chẳng bố ta sẽ đi mà đi đâu lại phải thế mà yo dia đó cả đi cả để kể mà chân ta từ đây suy đi mà yo ta mê chân lên mê lên yêu say bi trên có mê chỉ lo nghĩ để câu để trên toa Then say, do go ma, agam shim jai nai ao bo chama, đi về ya, về lâu sầu này đâu đây là đi chơi cô nghe lâu chăm bố ta chưa đi mà, đi đâu lại phải thế quá, đâu có gì cả, để kêu chân na du lấy suy đi mà. Lady, do do ba, yeah, I'll be content to lay down. Like that table, you're no candy girl. Gave us another relation, you say, Peach, to me, till I made a go there, like that table, you're no. Để nghe mà chân na du lên suy nghĩ mà cái yêu say bi trên toa mê chỉ lo mê để cô để trên mà chỉ lo mê để cô để
ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့နော်ပြည့်ပြိုးကျွယ်ရဲ့အလှည့်ဖြစ်ပါတယ်နော်ပြည့်ပြိုးကျွယ်ကနေပြီးတော့မှဆက်လက်ကြော်ပြပေးသွားမှာဖြစ်ပါတယ်ဆက်လက်အားပေးပါဦးအားလုံးမင်္ဂလာပါကျမရဲ့လည်းပါပထမဆုံးတစ်ပုဒ်အနေနဲ့ဂီတာတီးဖို့ကိုရဲ့ဆွဲချင်းလေးနဲ့ဒီဆိုဖြေပေးချင်ပါတယ်ဆက်လက်ပြီးတော့မှနှလုံးသားရင်းနှီးဆိုတဲ့တခြင်းအေးအေးလေးနဲ့လည်းဒီဆိုဖြေပေးချင်ပါတယ်
ကျမရဲ့လည်းမှာနောက်ဆုံးတစ်ပုဒ်အနေနဲ့ချစ်သူဆွဲအားဆိုတဲ့ချင်းလေးနဲ့ဒီဆိုပြောပြပေးချင်ပါတယ်ရင်ကုန်အောင်ပြုံးမပြနဲ့ချစ်ဆုံးရဲ့သူများတွေရှင်နေပါချစ်ရင်လေးမတန်စေချင်ဘူးဝန်တိုးနေတာမဟုတ်ဘူးကွာဒီလိုပြုံးကြောင်းစနာခဲ့တာချစ်ဆုံးမျက်လုံးလေးကဆွဲအပ်ပေါ်နေလို့ပါချိုးသားလေးကားလေးနဲ့ချစ်ဆုံးရဲ့သူများတွေရှင်နေပါဆွဲလန်းစိတ်ဖြစ်စေချင်ဘူး
ရှင်လန်းချမ်းမြေ့ကြပါစေဆက်လက်ကြောင်းမဲ့ချင်းလေးများနဲ့လည်းပျော်ရွှင်စွာအားပေးနိုင်ကြပါစေကျေးဇူးတင်ပါတယ်9နာရီတော့ကြော်လာပြီကျမတို့ဆိုဖို့နည်းနည်းကြာပါသေးတယ်ဆက်လက်အားပေးပါအောင်နော်အခုဆက်လက်ပြီးတော့မှလက်ဂီတာကိုတီးခတ်နေတဲ့ဗျာရရမိကနေပြီးတော့ဆက်လက်တီးဆိုပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကဲကျွန်တော်ရဲ့လက်မှာအရင်ဆုံးတီဆိုခြင်းတဲ့တခြင်းကတန်လွင်ချောင်းချားဆိုတဲ့တခြင်းလေးဖြစ်ပါတယ်နားဆင်ရှုစားအားပေးကြပါဦးခင်ဗျာကျွန်တော်နောက်ထပ်တစ်ပုတ်အနေနဲ့အပြာရောင်ချင်းညဆိုတဲ့တခြင်းလေးတီးဆိုချင်ပါတယ်ဒီမှာရှိတဲ့သူတွေလည်းရလို့ရှိရင်ကျွန်တော်နဲ့အတူတူဆိုရအောင်လေနော်ဒီညအတွက်အမတ်တရားလေးပါလို့
တော်ချစ်သူရဲ့ချက်ပြီးတော့မဝေးတော့ဘူးငြိမ်ချမ်းလာပါရဲ့ကိုချစ်များစွာယူလွမ်းမြောက်ကြောင်ကြခဲ့တဲ့မြေတွေဒီချိန်မှာတိတ်လိုက်တော့မျောလင်းခဲ့ရတဲ့ချင်းညာလေးသူတို့ရောက်ရှိခဲ့ပေါ်ရောက်ရှိခဲ့ပေါ်ဒါရောက်ချင်းညာမင်းလမ်းကြည့်လိုက်စမ်းဖို့ကောင်းခင်တဲများတဲ့တို့ချင်းများကျဲစေအားလုံးတဲလင်းတဲ့တို့ချင်းညာအပြာရောင်ချင်းညာကဘာမှာချစ်လီနဲ့ချောသိချင်နေဒီရင်မအိတ်ဆက်တော့ကြောက်ဆုံးမသွားတော့မဲ့ချင်းညာလေးထောက်ရသိထားလိုက်တော့သိထားလိုက်တော့အယောင်ချင်းညာမင်းလမ်းကြည့်လိုက်စမ်းမို့ကောင်းခင်ကျင်းစီအားလုံးတည်းလင်းနဲ့တို့ချင်းညာအပြာရောင်ချင်းညာကဘာမှာအိမ်မက်တွေလာပါစေတို့ချင်းညာလေးတောင်းစုတွေပြေးစေတို့ပြာရောင်ညာလေးပြာရောင်ချင်းညာမင်းလမ်းကြည့်လိုက်စမ်းမို့ကောင်းခင်တဲများတဲ့တို့ချင်းများကျဲစေအားလုံးတဲလင်းတဲ့တို့ချင်းညာအပြာရောင်ချင်းညာကဘာမှာပြာရောင်ချင်းညာမင်းလမ်းကြည့်လိုက်စမ်းမို့ကောင်းခင်တဲများတဲ့တို့ချင်းများကျဲစေအားလုံးတဲလင်းတဲ့တို့ချင်းညာအပြာရောင်ချင်းညာကဘာမှာကျဲစေအားလုံးတဲလင်းတဲ့တို့ချင်းညာပြာရောင်လာစို့ချင်းညာအားလုံးကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့မှဒီစုဖို့လက်ကြတဲ့သူကကိုမောင်မောင်တန်းဖြစ်ပါတယ်ရှင် အားလုံးပဲမင်္ဂလာပါပြင်းကုန်ပြီထင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်သူများတွေလာဟုတချင်းဆိုတယ်ကျွန်တော်လည်းအားကြတယ်ဆိုချင်တယ်ဒါပေမဲ့ကျွန်တော်မကြက်လာမိဘူးနားလိုက်တာမကြက်လာဘူးဒါပေမဲ့ကျွန်တော်အားကြမခံတရုတ်တချင်းတစ်ပုတ်ဆိုမယ်ဒီဆိုမဲ့တေးလေးကတော့ရှောက်ဝဲလို့အမည်ရပါတယ်လာဟုလို့ဘာသာပြန်မယ်ဆိုရင်ရှောက်ဝဲဆိုတော့နာမည်ပဲဗျနာမီဟဲနာမီရှဲလို့နာမည်ပြန်လိုက်ကောင်းလားဒါမှမဟုတ်နာဟဲဒီလိုဘာသာပြန်လဲရအောင်နာမည်ကိုသူက လေး
小薇，它有酸温柔的眼睛，它悄悄透着我的心。小薇呀，你可知道我爱你？我要带你飞到天上去，看那星星多美丽，摘下一个，轻松送给你。有一个美丽的小女孩，她的名字叫做小薇，她有双温柔的眼睛，她悄悄透着我的心。小薇呀，你可知道我爱你？我要带你飞到天上去，看那星星多美丽，摘下一个，亲手送给你。小薇呀，你可知道我爱你？我要带你飞到天上去，看那星星多美丽，摘下一个，亲手送给你。အဲ့ဒါတော့နာမီရှယ်လာနာဟဲလို့ခေါ်ရမလားကဲနောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော်ဒီကိုရောက်တော့ကမဆိုးဖြစ်ခဲ့ဘူးလားဆိုးဖြစ်ခဲ့လားကျွန်တော်မေ့သွားပြီရောက်တဲ့အချိန်ကလည်းများတယ်ဆိုတော့အမတ်တရအနေနဲ့ရမီတို့ရပါတို့အကုန်လုံးတို့နဲ့အတူတူဆိုမယ်ဟိုလူတွေအတူတူဆိုသွားတော့ကျွန်တော်လည်းအားကြတယ်ဒီဆိုမဲ့တေးလေးကတော့လူပြိုကြီးပဲလုပ်တော့မယ်ဆိုတဲ့တခြင်းဖြစ်ပါတယ်အကုန်လုံးအတူတူဆိုမယ်နော်အရွယ်ကောင်းနေရောအရွယ်နှောင်းနေရောကျွန်တော်လည်းအရွယ်နှောင်းပြီဆိုတော့ဆိုလိုက်မယ်လူပြိုကြီးပဲလုပ်တော့မယ်မညာပါနဲ့စိတ်ထဲမှာမင်းလည်းခါလို့ခံစားမှန်းငါသိတယ်အမူအရာနဲ့လူတီလောက်ပြီးရှက်ရမယ်အစိမ်းမဟုတ်ပဲအပွင့်တစ်ပွင့်မျက်နှာလေးနဲ့ချိန်ဆွဲခဲ့တာအပြိုဟိုင်းကြီးတတော့မယ်အပြိုကြီးကဲလုံးမလားပြောစမ်းမရည်ရွယ်တယ်မိအချောင်းပဲတကယ်တော့မင်းနဲ့မပေါက်ချင်ရင်တော့အားချမခံလူပြိုကြီးပဲလုပ်တော့မယ်ခိုင်မာတဲ့အကြောင်းပြချက်ပြဖို့မင်းမှမရှိပဲနဲ့ဇွန်ညင်နာတခါတလေတော့စိတ်ဆိုးမိတယ်မိမတော့အတက်တွေနဲ့မတိမတိစားသလိုမျိုးတော့နောက်မလုံးနဲ့ကွာအပြိုဆုံးကြီးဖြစ်လိမ့်မယ်အပြိုကြီးကဲလုံးမလားပြောစမ်းပါရည်ရွယ်တယ်မိချောင်းပဲမင်းနဲ့မ
ရှင်လန်းချမ်းပေးကြပါစေ ကျေးဇူးတင်ပါတယ်အခုနောက်တစ်ယောက်အနေနဲ့အလဲချလာတဲ့သူကတော့ဆရာမပြာမီဖြစ်ပါတယ်ဆရာမပြာမီကနေပြီးတော့မှသူ့ရဲ့စိတ်ကြိုက်တွေနဲ့ဒီဆိုဖြောပြပြမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီပရိသတ်တွေကအရန်ချစ်စရာကောင်းတယ်ဘသူဆိုအပေးရနော်အခုကျမဒီဆိုပေးခြင်းတဲ့ချင်းကလူကြီးလူငယ်အားလုံးရတဲ့တခြင်းဘလူးကောင်းတဲ့မင်းသားလေးလူအများကြီးချင်းဆိုပြီးကြမှာတယ်more than I can say လို့အများကြီးချင်းလေးဆိုပြီးချမှာတယ် can say I love you twice as much tomorrow. Oh, oh, love you more than I can say. Whoa, yeah, yeah. I miss you every single day. Why must my life be filled with sorrow? Oh, oh, love you
I can say. Don't you know I need you so? Tell me please, I gotta know. Do you mean to make me cry? Am I just another guy? Whoa, yeah, yeah. I love you more than I can say. I love you twice as much tomorrow. Whoa, love you more than I can say. Why must my life with feel sorrow? Whoa, love you more than I can say. I love you more than I can say. I love you more than I can say. ကျေးဇူးတင်ပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေကျေးဇူးတင်ပါတယ်ကျမတို့ရဲ့အစီအစဉ်လေးကိုအခုလိုလာရောက်အားပေးကြတဲ့ပရိသတ်အားလုံးကိုလည်းထူပဲကျေးဇူးတင်ပါတယ်အလူငွေများပါဝင်ပေးကြတဲ့ပရိသတ်များကိုလည်းထူပဲကျေးဇူးတင်ပါတယ်အခုတော့ကျမတို့ရဲ့အစီအစဉ်လေးရဲ့နောက်ဆုံးနှုတ်ဆက်တဲ့အချိန်လေးကိုရောက်ရှိလာပါပြီဒီသချင်းလေးကိုပရိသတ်တွေနဲ့အတူတူပြောရအောင်လို့လက်တီဆိုတဲ့သချင်းလေးနဲ့အတူတူကဖို့အတွက်ဒီဆိုဖြောပြပေးချင်ပါတယ်ဒီသချင်းလေးကိုဒီဆိုပေးမဲ့သူကကိုတင်ဆိုးပဲဖြစ်ပါတယ်โอเคကဲကျွန်တော်တို့အတူတူဆွဲမယ်ကမယ်နော်ကျွန်တော်လည်းကြည့်မယ်အိမ်များတဲ့ဆောင်းတညမှာမေးရထိတ်ထိတ်လူအများနဲ့လူချင်လေးနဲ့ဆောင်းပြောင်းဆိုအသေးတွေတွေ့သွားရတယ်တုံတွေနဲ့လေးနေခဲ့အားကြလို့ဆောင်းနေခဲ့လူချင်လေးတစ်ခေါက်ဆုံးသွားရဲ့ပြောစရာတွေတွေ့ရင်ကိုအလဲခွဲပြောစရာတွေတွေ့ရင်ကိုအလဲခွဲကုန်ကညကိုโอเคရှေးလည်းမရုံးရပွဲတွေရှိ
အိမ်များတဲ့ဆောင်တညမှာတချင်လေးနဲ့ဆောင်မြောင်းဆိုဆောင်တွဲရီနဲ့လေးတကယ်တချင်လေးတစ်ခေါက်ဆုံးသွားရင်ပြောင်းစရာတွေတွေ့ရင်ကိုအလဲကွယ်ပြောင်းစရာတွေတွေ့ရင်ကိုအလဲကွယ်ကုန်ကတချင်နဲ့ကြမှာကနေငကိုကျူရှင်ငါကနေကုန်ကလောင်မောကဟန်အရှိတလွင်မှာရိုးရပွဲရရှိတိုင်းပဲချစ်စရာကုန်ကလမောအကဟန်ကောင်းမို့တောင်းမို့အားလုံးပဲကျေးဇူးတင်ပါတယ်အိမ်မက်လှလှလေးတွေမဲ့နိုင်ကြပါစေဘိုးကြမယ်မခမမအဖွဲ့15ရောက်စလုံးစင်မောမှာတက်လာခဲ့ပါအားလုံးမျက်နှာရှင်းရှင်းလေးလေးတွေ့ရအောင်နော်မခမမ15ရောက်စလုံးစင်မောမှာတက်လာခဲ့ပါဖိတ်ခေါ်ပါတယ်နော်ဘိုးကြမယ်ငါရပဟာအစစေခတဲ့ငါကချီမူဝေးလိခေါ်ကကာဝေးဩကပီလာဝတိကလေဘူဂျာဆုံးမလားကားစရာတတိပြပါကားစရာကဲအခု15ရောက်ထဲမှာကြည့်လိုက်တော့ကျွန်တော်အချောဆုံးဖြစ်မယ်နော်အားလုံးချောတယ်နော်ချောပါတယ်ချောတယ်โอเคကျွန်တော်တို့အစစ်စစ်အဆအဆုံးအလဲအဆအလဲဆုံးမနော်ဘုရားခင်ကောင်းချီးပေးတယ်ကျွန်တော်တို့စေနာရှေလူရှင်များအားလုံးအားပေးကြတယ်ကျွန်တော်တို့ဒီမှာရှိတဲ့ရှမ်းနေချင်းလာဟုနေချင်းတင်းတော်ရောကဏ္ဍလောမိတ်ဆွေလည်းတချို့လာပြီးတယ်အားလုံးကျေးဇူးတင်ပါတယ်တခြားမှလည်းလာမှာပါကျွန်တော်မသိကျွန်တော်ကကြည့်တော့ကြည့်ချတာပဲဒါပေမဲ့မတွေ့ဘူးဖြစ်နေလာပြီးတဲ့သူအနေရနေရအားလုံးကျေးဇူးတင်ပါတယ်လို့နော်ကျွန်တော်တို့ဘုရားခင်ကျေးဇူးတော်ကြောင့်ကျွန်တော်လည်းမကြီးမငယ်တော့ဖြစ်လာပြီနော်ဒါပေမဲ့နောက်တစ်ခေါက်ဘုရားရအလိုတော်ရှိဘုရားပို့ရင်တော့တစ်ခေါက်တော့လောင်းမှာပါကျွန်တော်နော်တာညိုးစီရှိရကျွန်တော်ဒီဘက်မှာရှိတဲ့မိတ်ဆွေလာဟူရောရှမ်းရောအာခါရောကချင်ရောဝါရောကျွန်တော်ရတဲ့နေရာတိုင်းမှာကျွန်တော်ချစ်ချင်းမေတ္တာပြကြတယ်အားလုံးကျွန်တော်ရောက်စီတိုင်းအတင်းတော်တိုင်းတိတ်ပြီးတော့ချစ်စရာကောင်းတယ်ကျွန်တော်လူလင်းမရှိအပေးရတယ်ဒါကြောင့်အထူးကျေးဇူးတင်ပါတယ်လို့ပြောကြလိုပါတယ်ဆရာတော်ရောက်လာပြီလားရောက်ကျွန်တော်
ok aku lo cima jero yang menengah kriya memang tengah ni jero nong pala atau nong ma layak wima oh pihak di sini tetapi kan sini di sini ampi jadi pada tu ya tu bejizu di siapa jauh oh pihak lo bare oh jero di sini saudara mereka memilih tu jauh ayah payah saudara pada di situ mare jero kamaga jiji luar neneli anak saya pihak bare tapi me sesuatu jero pihak ada mabe pihak kaum juga jono ya sesuatu mamiera, amiaji pisin thabare, sore jauh pihak bare, aja aku yausilare, sengaja yauselongu, ada no pihak ni, tidak mana dah kupai mana pasana tuh, lepas data pema pihak bare, pido, aku nya dinya yausilare, yang jidunya, edemnya, pelu thare, alunga tidak pema pihak bare, pido panggung gale data pihak bare. Pangguaro tonten coba ya deh, no tonten kuna tahu, lau be ya bare, teucen pelu deh alungi alonga ngase kuna teme ya bare, tapi me ateno ya alungi ne ten se ati pipi ma pipi bare lo, aku lolo saya aku semua ya lari sengaja tu ateno amit tapi hari aku tidak pema pihak bare. Kono te koko lagi, jono lahu ate nongaro, maka mama ate shansi ulare jenedai, amiara welcome tapi jono amiara, aku jadi kau le jono piore siapa, vale, heri nala, lahu siapa leu kolabi ba, lu piora komalau tu le jauh siapa suruh malau no. Now the chain, Piala, Peter Chinja, Joe Lahu, Samari, Pinatari, she there, John Sema Pinide, and I would then let the page, no. Now the Chinja, Colabibo, let's say, Ayo, the Care, Mitaya Camare. Take a little boja man, we shall bonapi. Take a little boja man, we shall bonapi man. Hello, bố cha mẹ, thì mà tập bụi tập bay gì cả nó, phía con gì, ông sẽ phải bảo đấy, bố cha tập thể yêu đi, ngài salama hết na, yo chơi salama phải đó, yo lạc ra vậy, ya kha, ngài ta là thao, cho nó là ba sinh thằng cái dạng ta là vậy, yo chỉ cái yo mas, apa chỉ nhỏ con nói yo bự lắm mà lấy, cái thứ ba đó yo mà là phải lấy. Oh, don't know if sharing kaya kayo kalaga o yama galale ya sa salaku wiki o kono sa ngata aku o ya pilaku tipo nga kota latu nga nima sanda sai aji no sai shi no have jisu tin kana su ta ma no apa bia jisu chima ma le yanenya ti su chima chin te khan chin Kepo the chimia piopi, the sound down, grow county pide. Meme me channel G to send a tetan swan, a little will a miaji pilu, grow chisutine, papia pilu do, a teno poma, the ponelagao, mitasu a titi bonelagao, Yahweh ani yasila, Dama may say me a titi bonelagao, Ludu chanse you me minado, county boom, not piaki,
ကောင်းကင်ပင်ဒီပေါင်းကိုဖွင့်ရကောင်းခြင်းမင်္ဂလာများကိုကျွဲဝါစွာတော်လုံးတော်မူပါတွားရည်လာရေးပညာရေးကျမ်းမာရေးလူမှုရေးစေပွားရေးတို့တာဖြစ်ဖရာသခင်နေရာရတယ်ဖရာသခင်ခြေတော်ရင်းမှာတူးဝင်ချင်းကပြီးတော့ယခုဘဝနောက်ဘဝအတွက်အမှန်ကန်ချက်စိတ်ချမှုကိုအပြည့်အဝရယူပန်းဆန်တော်သူများဖြစ်စေဖို့ကောင်းချီးပေးတော်မူပါကိုချေမှာစာမင်းပွဲအတွက်ပြင်ဆင်ကြိုးစားနေတော့တားရင်တမင်းရဲ့အတွက်ဆူတောင်းတယ်စိတ်တည်တည်ငြိမ်နဲ့ကောင်းအောင်စာကျက်နိုင်ဖို့စာမင်းပွဲဖြည့်တဲ့ကကောင်းကောင်းဖြည့်နိုင်ဖို့ကိုရောမစာပါဖဖျားအိုးဖဖျားအသိတော်မှာရှိတယ်မို့တော်ဆောင်ဆရာဆရာမတွေရောတက်ကြီးလူကြီးမင်းပါရောကျမ်းမာနေကောင်းပြီးတော့ဘုရားခင်ဆင်မြဲကောင်းချီးပေး၍လူကြီးမင်းပါများရဲ့ဆူတောင်းခြင်းတုန်တေဆုံးမခြင်းအဖြစ်သားတွေသမီးတွေနေမှာလမ်းမှာဘုရားကလူတော်တိုင်းမှာတက်ရှင်ပြီးတော့ဘုရားဘုန်းတော်ထေရှားတော်တက်တာတိတိဖြစ်စေဖို့ကိုရောမစားပါယနေ့ရဒီအစစ်စစ်ပြီးသွားတဲ့အခါမှာတညလုံးကျမ်းမာနေချဆိုအိပ်ပျော်ရတဲ့ကိုရောပြီးတော်မူပါကောင်းမစွာအိပ်ပျော်ရမနဲ့ပြန်နှုတ်ထားတဲ့အခါမှာကြကြမှနှုတ်ထားပြီးတော့ဘုရားကလူတော်တိုင်းမှာဆက်တက်ရှင်တဲ့ဖို့ကိုရောမစားပါမြေကြောင်းတခင်ရှုနာမ၌ကျေးဇူးတော်ချီးမွမ်းและဆုတောင်းမယ်ဖဖျားအာမင်ဘိုးကြားခပ်ပေအဘိဟဘီအခုနောက်ဆုံးအထူးစပယ်ရှယ်ဆက်ရှိပါသေးရဲ့နော်အဲ့ဒါတော့ခေါင်းနေစပွဲရတိမ်ဖို့ဖြစ်ပါတယ်လို့နော်ကျွန်တော်စမ်းဖို့တွေလဲကားပေါ်မှာတင်ထားလိုက်ရအောင်နော်ကျွန်တော်ဖွဲ့ဒီညပဲတင်မလားတင်ထားမယ်နော်ဟုတ်ပြီဒီမှာယောက်ျားလေးတွေမနိုင်တဲ့ယောက်ျားလေးရှိနေနဲ့ကိုမပေးကြပါဦးနော်မေတ္တာရကပါတယ် Okay thank you